အလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမိမိတို့နေ့စဉ်နဲ့မြနာကြားသိရှိနေရသောအရိယသစ္စာဓမ္မတွေကိုကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်ပိုင်းခြားပြီးတော့မိမိတို့ကိုယ်တိုင်တန်ဖိုးကိုတန်ဖိုးသိပြီးတော့ပူဇော်နိုင်အောင်အလေးအမြတ်ထားနိုင်အောင်ကြိုးစားကြပါလို့ရှေးဥစွာလေးစားစွာနဲ့တိုက်တွန်းပါနော်အရိယသစ္စာတရားအရိယသို့ဆိုတာကိရိတာယံသူကိုချုပ်ငြိမ့်ရုပ်သိမ်းပြီးတော့ငြိမ့်အေးခြင်းနဲ့လွတ်မြောက်နေတဲ့ပုဂ္ဂိုလ်တွေကိုဒါပုဂ္ဂိုလ်အပြင်အရိယတရားအပြင်ပြောရင်လွတ်မြောက်ကြောင်းတရားကိုဒါအရိယသစ္စာလို့ဒီလိုဆိုတယ်အဲ့တော့အရိယသစ္စာဘုဒ္ဓတော်တို့နာနေရတဲ့တရားဟာအရိယသစ္စာတရားသစ္စာဆိုတာအမှန်တရားအရိယဆိုတာကိလေသာယံသူကလွတ်မြောက်တာကောင်းပြီအဲ့ဒီကိလေသာယံသူကလွတ်မြောက်ခြင်းသည်သူတော်ကောင်းတို့ဦးဇင်းတို့အတွက်တန်ဖိုးရှိမရှိအဲ့ဒါရှိမရှိမေးလို့ရှိကြတာမျိုးမဖြစ်စေနဲ့ကိုယ်တိုင်တန်ဖိုးကိုတန်ဖိုးသိမှဒီစကားတွေနော်သာမညနားထောင်ကြည့်ရင်တန်ဖိုးရှိမှတန်ဖိုးသိတာကမှန်တယ်လို့တကယ်တန်ဖိုးရှိတာကတန်ဖိုးသိတာမှဘာဖြစ်လဲတန်ဖိုးရှိတာအဲ့တော့မနေ့ကအရသာရကအရသာထဲမှာတရားအရသာအမြတ်ဆုံးမွေးလျော်ခြင်းတကမွေးလျော်ခြင်းမှာတရားနဲ့မွေးလျော်ခြင်းဟာအမြတ်ဆုံးပြောခဲ့ကြပြီဒီနေ့တရားတန်ဖိုးကိုဘုသူကိုယ်တိုင်သိအောင်လုပ်ခိုင်းအလွယ်ကူဆုံးအရှင်းဆုံးပြောရင်အခုသူတော်ကောင်းတို့ဦးဇင်းတို့ရဲ့စိတ်တန်တန်တွေမှာကာမိဆန္ဒ၅ပါးအယုံကာမဂုဏ်ပေါ်မှာတတ်မဲ့နှစ်သက်နေတဲ့ကာမဂုဏ်တက်နှစ်သက်တဲ့လိုချင်တောင်းတတဲ့စိတ်တွေမရှိဘူးလားကောင်းပြီအဲ့ဒီကာမဂုဏ်ကိုလိုချင်နေတဲ့အခါမှာတောင်းတနေတဲ့အခါမှာအေးချမ်းလာပူလောင်နောက်တစ်ခုအဲ့ဒီကာမဂုဏ်ကိုလိုချင်နေတဲ့အချိန်မှာဒီကာမဂုဏ်ဩဃကာမဩဃလို့လည်းပြောတယ်ကာမယောဂလို့လည်းပြောတယ်အလုံးဟာဖွဲ့ရှက်မှုကိုပြောတာပဲကာမတဝလို့လည်းပြောတယ်ဘယ်လိုပြောကာမဂုဏ်ကိုယစ်မှုနေတာပဲဖြစ်ဖြစ်ဖွဲ့ရှက်နေတာပဲဖြစ်ဖြစ်ဒီကာမဂုဏ်တွေကထွက်နိုင်သလားဒါဖြင့်ဒီကာမဂုဏ်အာယုံကိုလိုချင်တောင်းတတတ်မဲ့နှစ်သက်နေတဲ့ကာလကလေးမှာဒီပုဂ္ဂိုလ်ဟာဒီကာမဂုဏ်ထဲမှာပဲတဝဲလေလေနဲ့တခါတည်းကာမဂုဏ်နဲ့ပတ်သက်တဲ့ဒုက္ခမှန်သမျှဘာလို့ဟောကိုယ်တိုင်သိရမယ်ဆိုတာအဲ့ဒါကဲခုသားအာယုံသားပေါ်မှာအာယုံရောက်နေတဲ့သားကိုချစ်မြတ်နိုးနေတဲ့သားပေါ်မှာတန်ဖိုးထားနေတဲ့သားကိုတွေ့တာနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီသားရဲ့တန်ရောစဉ်တွေကလွတ်မြောက်ခွင့်ရသလားဒီချက်စဉ်းစားတော့ဟာသမီးပစ္စည်းဥစ္စာမိမိတို့တွေ့မိရအာယုံပေါ်မှာကာမဂုဏ်ပေါ်မှာတွေ့ညှိမိပြီဆိုတာနဲ့ဒီပုဂ္ဂိုလ်ဟာဒီအာယုံနာမှာပဲတဝဲလေလေမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပြောသလိုပြောရရင်ခြီတိုင်မြဲမြဲရိုက်ထားတဲ့တိုင်ငုတ်မှာခြီထားတဲ့ခွေးတကောင်တို့ခွေးလေးကတိုင်ငုတ်မှာရိုက်ပြီးတော့မှလေဘင်းကျိုးနဲ့ခြီထားဒီခွေးဝေးသွားနိုင်သလားဘယ်လောက်သူသွားနိုင်အာနာကုံကျိုးတဆုံးပဲနောက်ဆုံးဘယ်နာပြန်ကဒီသားရစ်ဝဲသွားပြီးတော့ဒီတိုင်သားပဲပြန်ကအခုလည်းတန်ရောစဉ်ရှိရာသူတော်ကောင်းတို့ဒီတန်ရောစဉ်တွေကနေခွဲခွာပြီးတော့ဝေးပြေးနိုင်သလားဒါဖြင့်လွတ်လပ်ခွင့်ရသလားကဲရှေ့သာသွားနေတာနောက်ဆံကဟောအိမ်ဟာတွေပဲနေပါငါသားဘယ်လိုနေပါငါသမီးဘယ်လိုနေပါ
သဘောပါသလားအဲ့တော့ရှိကဟုတ်လားဇတ်တွေပဲရှိရှိပုံပြင်တွေပဲရှိရှိဝတ္ထုတွေပဲကြည့်ကြည့်ကိုဘိုးကိုဘွားတွေပဲပြန်တရိရသေခန္ဒီအချိန်သေတော့မယ်ဆိုတာတောင်ကိုသားသမီးလေးအရေးတွေးပြီးတော့စိတ်ပူရင်းနေမှာဖြစ်တော့သူကိုယ်တိုင်ကသေပေါက်သေဝရောက်နေပြီဒါပေမဲ့ဒီတန်ရောစဉ်ကလွတ်သလားဆိုတော့ကဲအားလုံးရိုးရိုးလေးပြန်ပြီးမယ်အနောင်ဖွဲ့တဲ့နေရတာကြိုက်လားလွတ်လွတ်လပ်လပ်နေရတာကြိုက်ကဲအခုဘယ်သူလွတ်လပ်ပြီတော့ပြဿနာပဲဘယ်သူကခင်ဗျားတို့ဖမ်းထားတာဟမ်ဘယ်သူကဖမ်းထားဟာဘာအာယုံလှုပ်လေဘယ်သူကဖမ်းထားတာတော့ကာမဂုဏ်အနောင်ဖွဲ့ထဲမှာရှိနေတယ်ဆိုတော့ကိုယ်တိုင်သိအောင်လုပ်အိမ်တန်ရောစဉ်တွေ့နေရင်ဒီအိမ်နဲ့ဝေးမသွားနိုင်ဘူးဒီသားသမီးဒီပစ္စည်းတန်ရောစဉ်တွေ့နေရင်ဒီသားသမီးဒီပစ္စည်းနဲ့ဝေးမသွားနိုင်အဲ့ဒါကာမေသန္တဒေဝရဏဘုရားရှင်ကိုယ်တော်မြတ်ကြီးကမနေ့ကဘယ်သူပြောနေတာသုဘနော်သုဘတုတ်ပဲခေါ်နေတာဒီနေ့6ရက်ရောက်လာပြီအဲ့တော့သုဘတဲ့မင်းပောက္ခရသာတိပုံနာဟာလောကကလွန်မြောက်ကြောင်းတရားမရှိပါဘူးကွာလူတွေဟာလူကိုလွန်မြောက်ကြောင်းတရားဆိုတာဘယ်လိုမှမမြင်နိုင်ဘူးလို့သူပြောတာဟာသူ့မျက်လုံးကိုကာမဂုဏ်အာယုန်တွေဖုံးထားတယ်တဲ့ကဲအခုလဲသူတော်ကောင်းတို့ကြည့်လေအိမ်မှာသားရင်သမီးရဲ့စီဝါရေးလုပ်နေရတာနဲ့အကြောင်းသွားရေးတာသွားတောထဲသွားတရားအားထုတ်နေရတာဘယ်ဟာအေးကြမယ်ထင်လဲဒီစားပြောတရားအားထုတ်နေရတာကအလုံးလက်ခံလားဒီဘဏ္ဍခါစခန်းဝင်ပြီးပြီတော့ကြီးတာပဲအဲ့ဒါအောင်မကြီးကျယ်ပြောသိပြီးသားအောင်ဟမ်အိမ်ကကိုမထွက်နိုင်ဘူး10ရက်စကန်းဆို9ရက်လောက်ဝင်လို့မရဘူးလားတဲ့သဘောပါလား3လစကန်းမှာဆိုမှတပြီးတော့1လလောက်ဝင်ရင်လို့ရှုပ်တယ်အရှုပ်တွေလက်မခံဘူးသွားစားကြတဲ့ကအမြင်တန်းနေတာမလားမလားပဲနဲ့ရှုပ်လို့ဘာလို့ဆိုဖုံးဖို့ဈေးတက်တယ်ဗျာသဘောပါလားတရားတစ်ချိန်ထိုင်လိုက်ဖုံးဆင်းဆက်လိုက်ဆိုတော့ဖုံးချိတ်ထားပြီးတော့အလူကံပုံးချထားမှလည်းကျုပ်ကရှက်တယ်နော်အဲ့တော့ကိစ္စမယူကြသလောက်သာဆောင်းလိုက်ကွာဆိုတော့ဘုန်းကြီးတစ်ချိန်ဆင်းလိုက်တစ်ခါဆင်းတယ်ဆက်ပါစေအမြင်မပြတ်ဘူးသူကြိုးတန်းလန်းနဲ့လာတယ်10ရက်လောက်ကိုလွတ်လပ်ခွင့်မရဘူးတနာစရာကောင်းတယ်နော်ဘယ်သူတွေတော့ကိုသိအောင်လို့ကိုသိအောင်လို့အခုမေးလိုက်ရင်တော့အော်တာပေါ့အမလီတရားထုတ်နေရတာကောင်းပါတယ်ခင်ဗျာဆိုတော့အခု15မိနစ်ကိုညင်ရလားဆိုတော့ဘာကြောင့်မညင်တာကိုငါးပါးအယုံခဏထားအောင်ကိုချစ်ခင်တဲ့တန်ရောစဉ်ဒီတန်ရောစဉ်ရှိတော့ရားလဲကုတ်ချင်တာညောင်းလဲပြင်းချင်တာလှုပ်ချင်တာအဲ့တော့ဒါလေးကနည်းနည်းလေးမှအတင်မခံနိုင်ဘူးရောတော့တရားထိုင်ရင်ခြေနှောင်လေးထောင်ထိုင်ရခြေနှောင်ထောင်ထိုင်တော့မွန်းလာတော့ဖြစ်တော့ဘာများကောင်းတော့ဘာလို့မကောင်းတာတော့တန်ရောစဉ်အဲ့ဒီအနှောင်ဖွဲ့ကြားထဲမှာနေတော့လွတ်လပ်ခွင့်မရကြဘူးတဲ့အဲ့တော့ကာမေသန္တာတွေကိုယ်တန်တန်မှာရှိတာကိုသိနောက်တစ်ခါဒီအနောင်ဖွဲ့တွေကြောင့်မိမိကိုယ်တိုင်ဒုက္ခရောက်နေတာကိုသူကိုယ်တိုင်သိရမှာလေစဝိုင်းလိုကြတော့ဝေဒနာပစ္စယတဏဟောနေတော့ဝေဒနာပစ္စယတဏတဲ့ဘယ်မှာတော့ဆိုတော့စဝိုင်းပေါ်မှာဘယ်သူကပြောတာတော့ဆိုဘိုးဆရာတော်ဘုရားကြီးကပြောဆရာတော်ကြီးတောင်ဆွဲချရည်အဲ့လိုဆွဲချပါများလို့ဟိုကမနာလိုဖြစ်လာကြတာဒါဘိုးတရားမဟုတ်ဘူးကွာဘုရားတရားပြန်ဖြေရှင်းနေရသဘောပါလားအခုကျေးဇူးရှင်ဘိုးဆရာတော်ဘုရားကြီးဟောခဲ့တာတွေကဘယ်သူတရားတွေဒါဖြင့်ဘုရားတရားတွေကတော့ဘယ်သူတရားတွေကိုဘုရားတို့ကျုပ်တို့တရားပဲပြန်ပတ်လိုက်ဘုရားတရားကဘယ်သူတရားတော့ဒါပဲလောကကြီးကဒါပဲရှိတာယုံနဲ့နံဘုရားကလည်းယုံနံတို့ရှိတာလဲဘ
ဘုရားလည်းဒီယုံနာအကြောင်းမပြောဘူးလားခင်ဗျားတို့ကျတို့ရှိတာလေဒါပါပဲတရားမသိလို့ရှောက်ညင်းနေတာနော်မဟုတ်တရားမဟာစီတရားသိင်ကိုတရားစွန့်လွန်တရားငါဟာသူဟာဘယ်သူဟာမှမဟုတ်ဘူးဒါပဲရှင်းသလားအရေးကြီးတာသိဖို့အရေးကြီးရပါလေဒီလိုဆရာအစဉ်ဆက်တွေရှောက်ပြောင်းနေရင်တို့နာမည်တက်လို့ကိုမကုန်တော့အဲ့တော့ဥဒ္ဓမင်္ဂလာပဲမဟုတ်ဝိပဿနာမဟုတ်ဆရာတော်ဘုရားကြီးနာမည်တက်မလဲဥဒ္ဓမိတ်္တရဝိပဿနာလုပ်လိုက်မှာပေါ့ကျုပ်သင်ပေးတာဥဒ္ဓမိတ်္တရကိုသဘောပါသလားအဲ့တော့သိရမှာကဓမ္မသဘောကိုဘယ်သူကိုယ်တိုင်မြင်ရမှာရှင်းတယ်နော်အဲ့တော့လွတ်မြောက်ဖို့ဆိုတာနှောင်ဖွဲ့နေမှမသိပဲနဲ့လွတ်မြောက်နိုင်ပါမလားငရမံကစောလူမင်းကဲတယ်လို့ဟမ်ကျန်စစ်သားကစောလူမင်းနဲ့ငရမံကတို့ဟုတ်လားပြဿနာတက်နေကြတဲ့အချိန်စောလူမင်းကြီးကိုကျန်စစ်သားသွားကြတော့စောလူမင်းကစဉ်းစားတယ်ဒီကောင်နဲ့ငါနဲ့ငယ်တော့ရံဖြစ်ဘူးတယ်တဲ့နော်ဒီကောင်ငါသတ်မလို့နေမှာတဲ့ဟိုကောင်ကငါအဟုတ်မလို့တော့ဘူးဒါပေမဲ့ဖမ်းထားပြီငရမံကဟမ်အဲ့တော့သူ့ကိုယ်သူနှောင်ဖွဲ့မိလို့ဖွဲ့မိနေမှန်းကိုရန်သူလက်ထဲရောက်နေမှလဲခုခင်ဗျားတို့မိတ်ဆွေနဲ့တူနေတာရန်သူနဲ့တူနေတာဒါကိုပြုံးနေဗျာဒီလူတွေသဘောပါသလားဒါမို့ကျေးဇူးရှင်ဘုရားဆရာတော်ဗျာမင်းတို့အနေစိုးနဲ့နေရင်ခုပြုံးသလောက်နောင်မဲရမယ်နော်တဲ့ရှင်းသလားအခုပြုံးသလောက်နောက်မဲရမယ်ဆိုတာခုခင်ဗျားတို့ကမသိပြုံးနေတာကိုဗျကျင်တတ်ကြလားထောင်ထဲကနေပြုံးပြတယ်တော်တော်ကြန့်ခိုင်တဲ့လူတွေသဘောပါရဲ့လားကောင်းပြီကာမစန္ဒနိဝရဏနောက်ကပါလေပြာပါဒဆိုတာလည်းတကယ်တော့ကာမစန္ဒကြောင့်ဖြစ်တာပဲလိုချင်တာရှိလို့အလိုမပြည့်တာလာတာပေါ့ဗျကာမစန္ဒပြာပါဒပြီးတော့ထိနာမိတ်တာထိနာမိတ်တံဗန္ဒာကရံထိနာမိတ်တာငိုင်းမြည်တွေ့ဝေနေတဲ့ပုဂ္ဂိုလ်ဟာထောင်ကျနေတဲ့ပုဂ္ဂိုလ်ဒူနဲ့တူတယ်လို့မနေ့ကမပြောခဲ့ဘူးလားအဲ့တော့အမှားမှန်နေသူတော်ကောင်းတို့နားထဲမှာမဆန့်အောင်ကြားနေရပါမယ်ငိုင်းမြည်တွေ့ဝေနေတဲ့ပုဂ္ဂိုလ်ဟာအမှန်သိမလားအဲ့ဒီနေ့ဦးဇင်းတို့ပြောလိုက်တဲ့အမေးအဖြေတွေဟာတရားပွဲမှာတော့ဦးဇင်းကမေးလို့သူတော်ကောင်းတို့ကဖြေတာအိမ်ရောက်တော့ကိုယ့်ဟာကိုယ်မေးပြီးကျင်တတ်ကြလားကိုညံနဲ့ကိုစစ်တမ်းထုတ်ရမယ်အမေးအဖြေတွေသဘောပါတယ်နော်ကောင်းပြီထိနာမိတ်တာပြီးတော့ဥဒိစ္စကိုကိုသအဲ့ဒီဥဒိစ္စကိုကိုသဆိုတာပြန့်လွင့်တာလောက်ခဲ့ပြီးသားတွေကိုပြန်ပြီးတော့ပူပန်တာဒါဟာလေသူတော်ကောင်းတို့ထွက်မြောက်ကြောင်းကိုတားမြစ်နေတဲ့တရားတနည်းအားဖြင့်ဉာဏ်ကိုဥဒိစ္စဘယ်ဟာကိုမှစူးစူးဆိုင်ဆိုင်စာဖတ်တယ်စာနဲ့စိတ်ဝင်စားအောင်တရားအားထုတ်တယ်တရားနဲ့စိတ်ဝင်စားအောင်တရားနာတယ်တရားနာတဲ့ထဲစိတ်ဝင်စားတော့ဦးဇင်းယောဂီတွေကိုအမြဲတမ်းတရားလိုက်နာနေတဲ့ယောဂီတွေဦးဇင်းမကြပြောတယ်ဦးဇင်းတို့သင်ထားတာတွေတော်တော်များနေပြီစကားပရိယေပေါ်မှာမူတည်ပြီးအကြောင်းအားလျော်စွာဦးဇင်းတို့သင်ထားတော့ဦးဇင်းကလည်းဖိဖိစီးစီးနဲ့ဒကာဓမ္မတွေကိုအော်ကာဟောက်ခါချိန်က6ခါလှုပ်ထားတော့သူတို့မှတ်ထားတယ်ဒါပေမဲ့အဲ့ဒါတွေကတကြောင်ဆွဲဖြစ်နေရင်ကြောင်ဆွဲဆိုတာတရားသိတရားဆိုတာအခြေအနေပေါ်လိုက်ပြီးတော့မှအမေးအဖေပြောင်းလဲမှုပရိယေရှိတယ်သို့တော့ဒီအခြေအနေကိုသူတို့မသိတော့ဘူးငကိုမှတ်ထားတဲ့အတိုင်းပဲဦးဇင်းကဘယ်ပြောလို့ပြောနေမှမသိဘူးသူတို့သိထားတဲ့အတိုင်းဖြေချလိုက်ဟောဒါတရားပေါ်မှာစူးစိုက်မှုရှိလို့လားမရှိလို့ထိုးထွင်းနိုင်တဲ့ဉာဏ်ပိုင်းခြားနိုင်တဲ့ဉာဏ်ပိုင်ရှင်ဖြစ်ခြင်းပြစ္ဆထအခြေအနေနဲ့ကြိုက်အောင်လျော်ညီအောင်နှလုံးသွင်းနိုင်ရမယ်ရှင်းသလားဒါတော့ကျောင်းမှာကျတော့သင်ကသင်္นานမေးပြီဆိုရင်ပရိစ္ဆေသမုပ္ပါသင်္นานပေးရင်မလုပ်လဲဆိုတော့တစကန်စတိုင်းဟာရုပ်အကြောင်းပြောရင်ရုပ်ပဲတနေ့ကုန်ပြောနေ
ပြောတော့ရုပ်အကြောင်းပြောနေတဲ့အချိန်ရုပ်နဲ့ပတ်သက်တာနှလုံးသွင်းပြီးတော့ရုပ်နဲ့ပတ်သက်တာမေးပြီးရုပ်နဲ့ပတ်သက်တာကိုပဲဘာလို့ဖြေရအဲ့ဒါရုပ်နဲ့မဆိုင်တာတွေပါလာရင်ဦးဇင်းလက်သက်မကဟိုဟာတွေမင်းတို့တတ်ထားတာမတတ်ထားတာဘေးဖယ်ထားလိုက်အခုဘာအကြောင်းပြောနေတာရုပ်အကြောင်းပြောနေရုပ်နဲ့ပတ်သက်တာပဲနှလုံးသွင်းစူးစိုက်နိုင်အောင်လို့တစကားလာပြန်ပြီဘယ်ကစအာနာပါနကစနောက်တစကားလာပြန်ပြီအာနာပါနကပဲစတခါတည်းဝိပဿနာများနောက်ဆုံးရဲ့9ရက်10ရက်မြောက်မှဒီလိုရှုလို့သင်ပေးလိုက်ရတာမျိုးရှိသေးတယ်ဒါဖြစ်လို့လို့ဆိုတော့အဓိကစူးစိုက်နိုင်တဲ့အဓိကဘာလဲဟောဆိုနမတကသံတရားမှာသူတော်ကောင်းတို့ဦးဇင်းတို့ကနီးမျိုးစုံမိုက်လာတာအရက်သေးစာတောက်စားခဲ့သူဘိမ့်ပင်းကစောလှော်စာအရက်ကိုကြိုက်ခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်တွေဟာတွေ့ဝေတတ်တယ်ပြန့်လွင့်တတ်တယ်ဒီဘဝအမှုနောက်ဘဝအယူကိုဗျအဲ့တော့ဘဝများစွာတန်တရားခင်ဗျားတို့ကဘဝများစွာတောက်လာခဲ့ကြတော့သဘောပါလားမထာမလေးငါတို့ဒီဘဝမိမ့်မမို့လို့မတော့ပြီးတော့ဒါမကြိုက်ဘူးဆိုဒါဒီဘဝကိုဒါလည်းအကြောင်းမညီခဲ့လို့ပါတဏှာနာမနီးခဲ့လို့တဏှာတဲ့သားမဖြစ်ခဲ့တာပါသဘောပါသလားအဲ့တော့စဉ်းစားရမှာကငါတို့မှာပြန့်လွင့်တတ်တဲ့သဘောတွေရှိနေတယ်ပြန့်လွင့်ကြောင်းတရားတွေလည်းများစွာကိုမိထားပြီးဖြစ်တယ်ဒါကြောင့်ဒီပြန့်လွင့်ခြင်းကိုလွန်မြောက်အောင်မိမိကိုယ်တိုင်ကြိုးစားအားမထုတ်ဖ ೇನೆ မရဘူးသဘောပါသလားနောက်တစ်ခါကုတ်ကုတ်ဆဘဝများစွာတန်တရားမှာမမိုက်ဘူးမမာဘူးတဲ့ပုဂ္ဂိုလ်ဒါကိုတမ္ပတ္တာတိကတစ်လုံးလူသားသမားလှုပ်လာတယ်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကပင်စင်ရတဲ့နေ့ကြမှာတမ္ပတ္တာတိကဤလူသားသမားပင်စင်ရတစ်ချက်တည်းနဲ့ခုတ်ပြမပြတ်တော့တဲ့အတွက်တိုင်းပြည်ကဆန္ဒပြတာနဲ့သူ့ကိုလူသားရာလူကအနာပေးလိုက်တဲ့နေ့ရှင်သာရိပုတ္တရာတရားသွားဟောတယ်တို့ပြောမယ်အဲ့ဒီနေ့ပဲသူသိမှာတရားသွားဟောတော့တရားသာလေးလည်းကြားရရောလာပြီအတွင်းသဘောတွေကဘုန်းကြီးဥဒ္ဒါရိပုတ္တရာဟောနေတဲ့တရားတွေတော့ဟုတ်တယ်ငါကလည်းတစ်သက်လုံးကောင်းခဲ့တာမဟုတ်ဘူးဘာဝင်လားကုတ်ကုတ်စဘာဝင်လာလဲကဲနောက်ဆုံးကုန်ပြောမယ်မာလိကမိဖုရားကြီးဉာဏ်ပညာလည်းအမှန်တန်ကြီးတယ်ဘုရားရှင်ရဲ့တရားတော်တွေလည်းများစွာနာထားရတယ်ကုသိုလ်တွေလည်းအများကြီးလုပ်တယ်အာသတိတဒါနဘုရားတဆူမှတစ်ခါသာလူနိုင်တဲ့အာသတိတဒါနမျိုးတွေလုပ်ထားတယ်ဒါပေမဲ့သေကံနီးကြတော့သူကောသလမင်းကြီးကိုတစ်ခါလိမ်ဘူးလေတစ်ခါတည်းဘယ်နှခါလိမ်လဲမှုသားလေးတစ်ခါပဲသူပြောဘူးလေအဲ့ဒီပြောဘူးတဲ့ကုတ်ကုတ်စလေးဝင်လာငါမင်းကြီးကိုလိမ်ခဲ့မိပြီငါမှားသွားတယ်အဲ့ဒီကုတ်ကုတ်စနဲ့ဘယ်ရောက်သွားခုတရားအလုပ်လုပ်တော့မယ်ဆိုရင်ကုတ်ကုတ်စကလည်းရှာရှည်တတ်သေးတာနော်သဘောပါသလားခုခင်ဗျားတို့ဘယ်နှခါလိမ်ဘူးတော့သူများအသက်လည်းသိရနဲ့ဖြစ်စေမသိရဖြစ်စေရွှေမန်းသူရွှေမန်းသားတွေတင်မလွတ်ပါဘူးကြဘိုးနဲ့ချင်းတန်းပေါ်စိတ်ပေါ်တဲ့အရက်တွေဟုတ်လားသဘောပါလားအဲ့တော့ပါဏာတိဘာကပါဒကလည်းမလွတ်အာဒိဏဒါနကလည်းကဲဒီလိုကိုကုတ်ဆာတွေဝင်နေရင်ရှေ့တိုးပါဦးမလားတို့ကိုကုတ်ဆာပေါ်လာလဲအဲ့ဒီကိုကုတ်ဆာကဖြစ်ပြရှုတဲ့ဉာဏ်ကအရေးကြီးတာပြီးတာတွေပြီးခဲ့အခုတဲ့တဲ့လေးကောင်းအောင်လို့ဥဒိစ္စနဲ့ကိုကုတ်ဆာတွဲထားတာအဲ့ဒါရှင်းသလားဥဒိစ္စကလည်းပြစ္ဆုတ်ပံပေါ်မှာမရှိတာကိုကုတ်ဆာကလည်းပြစ္ဆုတ်ပံပေါ်မှာမရှိတာနောင်တတဖန်ပူပန်းနေတာရှင်းတယ်နော်အဲ့တော့ရှေ့ကမလုံးဖြစ်ခဲ့တာအသာထားအခုကောင်းအောင်လုပ်အခုမှန်အောင်လုပ်ရှင်းသလားဟိပြစ္ဆုတ်ပံအချိန်တိုင်းနှလုံးသွင်းမှန်းနေဖို့ဒါမှမဟုတ်မဲ့ပုဂ္ဂိုလ်၄ယောက်ဟိုပုဂ္ဂိုလ်၄ယောက်အရိယာပုဂ္ဂိုလ်ကြီးတွေမရှိဘူးလားမဲ့ပုဂ္ဂိုလ်၄ယောက်ဆိုတော့သောတာပတိမဲ့သက္ကရာဂမိမဲ့အနာဂမိမဲ့အရဟတမဲ့ဖို့ပုဂ္ဂိုလ်
သောတာပတိဖို့ပုဂ္ဂိုလ်သဂရဂမိဖို့ပုဂ္ဂိုလ်အနာဂမိဖို့ပုဂ္ဂိုလ်အရဟတဖို့ပုဂ္ဂိုလ်မရှိဘူးလားအဲ့ဒါဘယ်လိုပုဂ္ဂိုလ်တွေတုံးဆိုတော့အဲ့ဒီမက်ဖို့စိုက်နေတုံးအချိန်ကိုပြောတာမစိုက်တဲ့ချိန်မပါဘူးစဉ်းစားတော့ဟမ်ဘယ်ပုဂ္ဂိုလ်ဖို့ပုဂ္ဂိုလ်၄ယောက်ကိုလူတန်းမှာဒိဋ္ဌဓမ္မအကျိုးပေးမယ်ဆိုတာဘာညာတွေမရှိဘူးလားအဲ့ဒါကိုဆွန်းလောင်းလိုက်တဲ့အချိန်နဲ့ဟိုကရတ္တမဲ့ကြတဲ့အချိန်နဲ့ကွတ္တိဖြစ်မှာယဟန္တာဆိုတာအဲ့ဒါဟိုဘက်ကြတော့ဒီပုဂ္ဂိုလ်ကြီးတွေဟာတရားနှလုံးသွင်းပြီးဒါကြောင့်မို့လို့ရှင်မဟာကတ္တဗကြီးတို့ရှင်သာရိပုတ္တရာတို့ရှင်မဟာမောက္ခလန်တို့တတ္တဝါတွေကိုချီးမြှောက်တော့မယ်ဆိုရင်သူတို့ဘာလုပ်လဲဆို9ရက်ဖလတ်သမဘာဝင်စားဘာအာယုံပြုတဲ့စိတ်နဲ့နေလိုက်နိဗ္ဗာန်အာယုံပြုတဲ့စိတ်နဲ့ကြံသောစိတ်တွေကြံသောအာယုံတွေမပေါ်အောင်ဘယ်နှစ်ရက်အဲ့ဒါသူကချီးမြှောက်ခြင်းလို့သူတို့ဘက်ကပြင်ဆင်ရရှင်းသလားဒါဖြင့်ပြစ္ဆုတ်ပံတဲ့တယ်လေနှလုံးသွင်းပြီးတဲ့အချိန်ဟာအဓိကတော့ဒါကြောင့်မို့လို့ဘယ်အချိန်မှဖြစ်ပြောချိန်ဆိုချိန်စားချိန်တောက်ချိန်သွားချိန်လာချိန်အချိန်တိုင်းနှလုံးသွင်းမှန်အောင်ကြိုးစားသဘောပါသလားဒါမို့လို့ဦးဇင်းတို့ပလင်မော်တက်တဲ့ခါအရင်တော့ကအခုတော့အလုံးယူသွားကြလို့သိမပြောတော့အစတုန်းကအများကြီးဝေဖန်ခံအရှင်ဘုရားတရားဟောမဲ့ပုဂ္ဂိုလ်တဲ့ဘာလို့လက်အုပ်ချီပြီးဝင်လာတာလဲတဲ့နော်လူကြတဲ့လက်အုပ်ချီပြီးဝင်လာတာကြော့ရတဲ့လူတွေအရှင်ဘုရားကြော့တာအရှင်ဘုရားဝိုင်းကြော့နေတာအရှင်ဘုရားဘာလို့လက်အုပ်ချီဝင်လာဟောငါမင်းဒီပေးသက်တွေလက်အုပ်ချီဝင်တာမဟုတ်ပါဘူးခင်ဗျာဟမ်ငါစိတ်ကလမ်းမှာကားစီးလာရင်နဲ့ဒေါသဖြစ်ခြင်းလည်းဖြစ်လာတာဟမ်လောဘဖြစ်ခြင်းလည်းဟိုသိလာတဲ့ကောင်မလေးတွေတွေ့ရင်လည်းသဘောကျခြင်းကြားနေမှာပေါ့ဗျာကိုယ်ယုတ်ကာယကောင်မလေးတွေတွေ့ရင်လည်းခုခေတ်ကောင်မလေးတွေတင်ခဲ့ပါလားဝေဖန်ခြင်းလည်းဝေဖန်လာမှာအဟုတ်ဝေဖန်လာတာပါဒါမညာပါဘူးနော်သိလာတဲ့ကားလေးတွေတွေ့ရင်လည်းကားယူကိုဗျာကွာဟုတ်လားငယ်ငယ်လေးကလေးကားမောင်းနှံဆော့လာကားယူဆိုတော့ကားကောင်းကောင်းလေးတွေတွေ့ရင်သိကြိတ်ဆိုတော့ဟာကပ်ပြတို့ဒါမျိုးနဲ့ဆိုရင်အရှင်ပြေမှာအဲ့ဒီစိတ်ကြီးနဲ့လာကြောခံဖြစ်မလားဟမ်ဖြစ်မလားမဖြစ်တော့ကိုယ့်ကိုယ်သတိပြန်ကြတဲ့ကောင်သတိကဘုံဖွက်ဟမ်ငါကြောတဲ့လူတွေအကျိုးများအောင်အနိစ္စဒုက္ခအနတ္တနှလုံးသွင်းဒါမှမဟုတ်မေတ္တာလေးပို့ပြီးရှောက်ဆိုတော့အဲ့ဒီရှောက်နေတဲ့အချိန်လေးမှာလောဘဒေါသမောဟကင်းနေခင်ဗျားတို့ကြောတဲ့လူအားလုံးခင်ဗျားတို့အတွက်ကျုပ်အတွက်ကတော့သိအရေးမကြီးဘူးဘာဖြစ်လို့အရေးမကြီးလို့ဆိုတော့ဘာမှသိမကြောက်လို့အရေးမကြီးဘူးသဘောပါသလားအဲ့တော့အများအကျိုးရှိအောင်လုပ်တော့မယ်ဆိုတကယ်အကျိုးရှိအောင်လုပ်နိုင်မှအကျိုးရှိမှာအဲ့ဒါလည်းဘယ်အချိန်ရေးကြီးဆုံးဆိုတော့ပြစ္ဆုတ်ပံတဲ့ဟုတ်ပြီနော်ဒါမို့လူတူတယောက်ကများကိုယ်လက်အုပ်ချလိုက်ပြီဆိုချက်ချင်းနှလုံးသွင်းရဘာဖြစ်လို့လဲဆိုကိုယ်မှနှလုံးသွင်းမှမှန်ရင်လဲလှန်10ချောင်းနဲ့ထိုးတာနဲ့အတူတူသဘောပါသလားဒါမို့တချို့ဦးဇင်းတို့ကြောင်းမှာရှိတယ်ဘုန်းကြီးတွေလာလိုက်ဟေးကြောဘုန်းကြီးကြောပြီးပြီလားမပြောပါဘူးသူမင်္ဂလာသူတို့မကြောပဲနေရင်ကိုယ်နည်းနည်းအန္တရာယ်ကင်းသဘောပါသလားကြောလိုက်မယ်ဆိုတိုင်းချက်ချင်းသတိကဘာလို့ဆိုတော့ဒီမှာအထိုးခံရတော့ရှင်းသလားကြောတဲ့လူလည်းမရှုံးစေခြင်းဘူးကိုယ်လည်းမရှုံးစေခြင်းဘူးရှင်းနိုင်ကြလားဒါမို့ကျတို့ဘုန်းကြီးနဲ့တခါပြောဘူးတဲ့တွေ့တဲ့လူတိုင်းကြောခိုင်းနေလို့ရှင်သာရိပုတ္တရာကြီးကိုဖြစ်နေဦးမယ်နော်လို့ဥဒ္ဒါရိပုတ္တရာကသူရှိရောက်လာတဲ့လူတိုင်းဥပုသ်ဆောင်ခိုင်းတာဗျာအကုန်လုံးသီလတွေပေးနေလို့အဲ့ဒါပြဿနာတက်ဘူးတဲ့သဘောပါသလားအဲ့ဒါဝိုက်တိုင်ကြလို့ဘုရားရှင်ကိုရောမြတ်ကြီးကဆုံးမဘူးတဲ့ဟာသာရိပုတ္တရာသူဆန္ဒအလျောက်ဖြစ်ပါစေဇွတ်မလုံးနဲ့သဘောပါသလားကိုယ့်ကိုကြောတိုက်တယ်ပူဇော်တိုက်တယ်လို့သူတို့အယူရှိရင်ကြောပါစေတာမန်လူဖြစ်ဆိုတော့တရားတစ်ခါမှမနာဘူးတဲ့လူကဒီဘုန်းကြီးတန်ဖို့သူတို့သိမလားမသိရင်ကြောခြင်းစိတ်ပေါ်မလားမပေါ်တော့မကြောတာဒါပြဿနာလားအပြစ်လားဘုန်းကြီးမကြောတော့အပြစ်ဖြစ်သလားမှတ်တာအဲ့ဒါသိအရေးကြီးတာတို့ဗုဒ္ဓဘာသာတွေနော်ဇွတ်အာရမလုံနေတာတွေအများကြီးရှိတယ်ဦးဇင်းတို့
အမြင်မှန်ရအောင်ကြိုးစားဖို့ကောင်းတယ်ဆိုဘာသာကြားတယ်ဘုန်းကြီးတပည့်တော်စကားတော့ပြောတတ်ဘူးဗျာအရှင်ဘုရားဒီလောက်တော့ပြောတတ်တယ်အရှင်ဘုရားတပည့်တော်ပဲလက်ဥတွေပါလို့ပြောချီမလို့သိကျင်တာလေးရှိလို့လာရတယ်လာခဲ့အာတပည့်တော်အရှင်ဘုရားတပည့်တော်ကိုမပြောတတ်ဘူးမင်းနဲ့ငါနဲ့ရတယ်မင်းနဲ့ငါနဲ့လက်ချလာတော့ပါလားတန်ဖိုးသိမှတန်ဖိုးရှိတာ तू ကတန်ဖိုးမသိဘူးလေ तू ကျေးဇူးရှင်မမဟုတ်ဘဲနဲ့ तू ဘာလို့ကြောက်မှလဲရှင်းကလားသူကနေရာတကာအယိုသေးခံနေတဲ့လူတွေရှိသေးတာဟုတ်ဗျာယိုသေးတိုင်းမှာကိုယိုသေးတိုင်းပြီလားကိုအရင်စမ်းစစ်အောင်ရှင်းကလားမင်းကိုတောင်ကြည်ညိုရလားလို့ကိုတခါတလေကိုမှန်နဲ့ကြည့်ပြီးမေးရစေဟဲ့မင်းဘယ်လိုမင်းဟမ်ကိုတောင်လေးစားလောက်ရလားမင်းအလုပ်တရားရှင်းသလားအဲ့တော့ပြစ္ဆုတ်ပံအချိန်ရေးမကြည့်ဘူးလားအရေးကြီးတော့ကိုစတွေမလာစေနဲ့ဘာဖြစ်တယ်ကိုစလာရင်ဘာကိုဖုံးသွားညံကိုဖုံးသွားရင်ပြစ္ဆုတ်ပံအမှားမှန်နေသိပါဦးမလားအကောင်းဆိုးတွေသိပါဦးမလားကဲနောက်ဆုံးရသင်ရလိုက်တဲ့အခွင့်အရေးတွေရနိုင်ပါဦးမလားတရားနာရင်တရားအထုတ်ရင်နဲ့အာယုံကတခြားပြတ်လွတ်နေတယ်တခြားပူပန်နေတယ်ဆိုရင်အကျိုးများပါဦးမလားကောင်းပြီဥဒိစ္စကိုစလဲဘာကိုဖုံးတတ်တဲ့တရားနောက်တစ်ခုကဝိဇိကိစ္စဒီတတ္တိလေးတွေလည်းဥဒ္ဒနုတော်ကောင်းတို့မှာအသီးသီးရှိတယ်ဒါအနမ္မတကသန္တရာမှာအထုံများလာတယ်ကာမဂုဏ်ပေါ်မှာတတ်မှတ်တဲ့စိတ်လည်းရှိမရှိအဗျာပါဒဆိုရင်ကြောင့်ကြတောကဗျာပါဒတွေရောဟုတ်ပြီနောက်ကဌိနမိတ်တငိုက်မြင်းခြင်းတွေရောရှိတယ်နောက်ကဥဒိစ္စကိုစလည်းအခုဝိဇိကိစ္စသို့လောတရားမနာခင်ကကိုယ့်လုပ်နေအဟုတ်မနဲ့လင်းလာဈေးသွားလိုက်ရောင်းလိုက်ဝယ်လိုက်ပြန်လာလိုက်ငွေလေးကြီးလိုက်ကိုဟုတ်နေတာခုဘုန်းကြီးတရားနာပြီးမှဈေးရောင်းသွားရအခက်သဘောပါလားရောင်းတော့မယ်လှုပ်တိုင်းငါဒီခွက်ကြီးပဲလဲရမလို့နော်အလေးတွေပဲပြန်လဲပြရမလို့အလေးကငကိုကလေးမမှန်တာဟုတ်ဗျပြန်လဲပြမယ်ဆိုပြန်တော့လေအမြတ်လဲမှာကအိုးတခြားလုပ်တာမှမဟုတ်ပဲလှူဖို့ပဲဥစ္စာသဘောပါလားပွဲသားကလည်းလိမ်မြဲလိမ်ရပွဲညွန့်လေးရတော့မျိုးမဲရတော့များလှူရတာပေါ့ဘာတွေဖြစ်ကုန်လို့မှန်ကန်ပဲလို့ရတော့မလို့ရှောက်နေကြလမ်းပဲသဘောပါလားအဲ့ကျတစ်ဆင့်တက်လာရင်အိုးဒါတွေအကုန်စွန့်ပြီးတော့ပဲဝတ်ကြောင်စွန့်ပြီးကြုံတုံးလိုက်ရတော့မလို့သဘောပါလားအဟုတ်တုံးပါတော့လားဆိုတော့လေတုံးဖို့သာထားလို့စခန်းဝင်နောက်တစ်ပတ်ငါဝင်မှာနောက်လာတော့တင်တို့ဖြစ်ချင်အဖြစ်ငါထားပြခဲ့မှာစခန်းကိုဝင်အောင်မှာလာပြီလာကွယ်ပြီအမေလာကွယ်တော့မှတော့ခင်ဗျာစခန်းဝင်မှာဆိုလာကွယ်တော့မှတော့ဆိုသဘောပါသလားဒါလေးမပြီးသေးလို့ဟိုဟာလေးမပြီးသေးလို့နဲ့တလားကြော်သွားပြန်ရောငါသွားမလို့ဘုန်းကြီးကလည်းကြားရဲ့လက်မခံဘူးငါကဒီရက်ကလေးမှကတ်မအားလိုက်တာကဲတရက်ကလေးနောက်ကျသွားတယ်နောက်လာကြမှာဆိုတော့ဘယ်လိုဖြစ်နေကြသတိထားသေကံနည်းရင်သူလာလေဦးမယ်အခုပြက်သန်းအားထုတ်မထားဘူးဆိုရင်အခုလောလောဆယ်တော့ခင်ဗျားတို့သိပါတယ်ခန္ဓာဘယ်နှပါးရှိဟုတ်ပါခန္ဓာ၅ပါးမှာငါ့ကိုငါဟာငါ့ဥစ္စာပါလားတရားအလုံးဟာဖြစ်ပြီးရင်ဘာသစ္စာဩနေတာတော့ချောနေတာတကယ်နာမကျမ်းဖြစ်တော့ဘယ်သူနေမကောင်းတာလဲဘယ်သူနာတာတော့ဟောဘေးကနေအမေတရားနှလုံးသွင်းလေကိုနာတာမဟုတ်ဘူးနဲ့နင်တို့ခံကြည့်ပါလားသဘောပါသလား
ဒီမှာလက်တွေ့နားနေတာငါဟောလက်တွေ့နားနေတာပါလေကဲအခုမေးတော့နာတာရှိလားငါနာတာလားဝေဒနာလားဝေဒနာဆိုတာငါပိုင်ငါဆိုင်ဟုတ်ရဲ့လားအကောင်ထည်ရှိသလားဓမ္မယုံတဲ့တယ်သဘောပါရဲ့လားအဲ့တော့ဒီဝီစည်းကိစ္စတွေဟာလာမှန်တော့အဲ့တော့ဘေးကသားတဲ့သမီးတွေကလည်းကိုသားသမီးကိုမိဘကိုတရားလက်လွတ်သိစေခြင်းသလားတရားနဲ့သိစေခြင်းလားဟောယောဂပြင်းလို့အီးအဲလှုပ်လေဟိုကအမေတရားကိုဖွင့်လိုက်မတော့အဖေတရားကိုဖွင့်လိုက်မတော့ဟောလှုပ်လာပြီဒီကနာကြီးလုံးလို့ဘာမှမခံနိုင်ဘူးမဖွင့်နဲ့ပြောအောင်လည်းမဟုတ်ဖွင့်ပြန်တော့လည်းနှလုံးသွင်းဟာမတည့်ကဲရောက်ရောက်ကိုခတ်လို့အဲ့ဒါဘာသမားတွေနခွသမားဝိသိကိစ္စတွေနော်တရားဘက်ကိုတက်တက်ပြက်ပြက်သားသားဇောက်ချယုံသလားဆိုတော့မယုံရှင်းသလားမယုံဘူးဆိုကြတဲ့ဟိုဘက်ကတစ်ဖက်ကအာကိုမှုရောမရှိဘူးလားတာအာကိုသမီးအာကိုပစ္စည်းအာကိုဆိုတာလေဝေဒနာဖြစ်လာရင်ယောဂဖြစ်လာရင်ကိုတရားနဲ့နှလုံးသွင်းလိုက်ဖို့စဉ်းစားသလားဆိုရင်ဤမျိုးစုံစဉ်းစားတော့မှာအဲ့တော့အလွယ်ဆုံးဥပမာပြောရင်ဦးဇင်းတို့အဖေနော်အဖေကြောင့်မေကြောင့်ပြောရတာအန္တရာယ်ကင်းတယ်သူတို့လည်းသိသွားပြီနော်အဲ့တော့ဘေးလူလည်းမထိခိုက်ဘူးအဲ့တော့အဖေဟာနှစ်ပေါင်း30ကျော်တရားအထုတ်ဦးဇင်းတို့အသက်နဲ့မျှပေါ့နော်အဲ့တော့ဦးဇင်းတို့လေးတန်းကျောင်းသားဘဝကလေးကရင်အဖေဟာဒီတရားကိုရှာတွေ့ခဲ့ရှာတွေ့ပြီးတော့သစ္စာတရားကိုအားထုတ်လာလိုက်တာဉာဏ်လည်းအမတန်ကြီးပါတယ်သို့တော့အစွဲမပြုတ်ဘာမပြုတ်အစွဲမပြုတ်တော့ဝီသိကိစ္စဘာပြောသလဲယောဂပြင်းလာတဲ့အခါမှာရရာချီခြင်းတယ်မလုပ်ခြင်းတရားတက်စင်လို့ရင်ပြောင်းမလို့ရရာကောင်းရင်ဒါတွေရောမရှိဘူးလားအယူလေးတွေကရရာခြေလိုက်လို့ပဲယောဂပျောက်တာလို့ရရာကောင်းလို့ပဲစီးပွားတက်တာလို့ဟုတ်သလားအဲဒီသစ္စာတရားပွဲတွေတော့မဟုတ်ဘူးပြောမှာဟုတ်သလားလုံးလုံးမဟုတ်ဘူးယောဂအပြတ်ပြောလိုက်မယ်ရှင်းသလားနည်းနည်းမှမဟုတ်ဘူးအကြောင်းတိုက်ဆိုင်မှုတစ်ခုသာဖြစ်တယ်ကိုယ်ကံကအကျိုးပေးတော့မဲ့ချိန်သူတို့ရရာခြေလိုက်တဲ့ချိန်သူကံကိုယ်ကံပေါ့ဘေးရင်ဆရာကလည်းကံကောင်းနေတဲ့အချိန်မျိုးမှမှန်တာဟုတ်အဲ့တော့ဘေးရင်ဆရာကကံကောင်းကိုကကံကောင်းသွားတိုက်ဆိုင်ရင်ကွက်တိဘေးရင်ဆရာပေးလို့ရသလားအသက်မသေးအောင်ဘယ်သူတတ်နိုင်သေပဲမျိုးစေ့သေချိန်ရောက်ရင်ကုံကုံပြောရရင်တော့အမလီဒီဆေးလေးထိုးလိုက်လို့ပြန်ကောင်းသွားတာမဟုတ်ပါဘူးကွာဟမ်သေချိန်မရောက်သေးလို့ပါကံစိတ်ဥရုဟာညီညွတ်နေသေးရင်သေသေးဘူးမညီညွတ်ရင်ခြေနဲ့ကလားအားလုံးသဘောပေါက်သလားအဲ့တော့ဥစဉ်ကြည့်ပြီးတော့ခမဲတော်ကြီးကိုငါဘယ်လိုလုပ်ရမလဲရရာခြေတာခြေစီတော့ကဲလုပ်ပေးလိုက်သပင်လေးဖြတ်ခြေသေးလက်သေးလေးဖြတ်တခါလဲကိုစားလက်စားဆိုလားဘာဆိုလားဟိုတဲ့သွားမြုပ်ပေါ်လေးပဲရက်သွားပြီးနောက်3-4ရက်လို့တော့တစခန်းထလာပြန်ရိုးရာတင်ကျင်နေဖေးခင်ဗျလွန်ပြီထင်တယ်နော်ဟမ်ခင်ဗျရိုးရာမိဘဘိုးဘွားရိုးရာမိဆိုင်ဖဆိုင်ကိုတကယ်ကျေးဇူးဆက်ချင်ရင်ကျုပ်ဘုန်းကြီးပင့်ပေးမယ်ဆွမ်းကတ်သင်္ကန်းကအမြောက်ဝေးလိုက်ဒါလည်းလုပ်ပေးပြီသို့တော့သူကြည်နပ်သလားဆိုကြည်နပ်တင်းကိုကြက်ကြော်လေးနဲ့ဗာလေးနဲ့ညာလေးနဲ့ဟမ်ဆိုတော့စဉ်းစားကြည့်စမ်းဘာရှိနေလဲဝိပဿနာလမ်းလဲသူသိတယ်ဟမ်ဟိုဟာတွေရောသူစွန့်နိုင်သလားတခါကြီးတို့တရဏဂုံမြဲတယ်မမြဲဘူးဆိုတာအဲ့ဒါအဖြေပဲ
ခမားသေမှတော့ကျုပ်ကဘာမှလုံမပေးနိုင်ဘူးကရဏဂုံမြဲတယ်မမြဲဘူးဆိုတာအဲ့ဒါအဖြေပဲခမားသေမှတော့ကျုပ်ကဘာမှလုံမပေးနိုင်ဘူးရှင်းသလားခုချိန်ရံဖြစ်ရဖြစ်ရကျုပ်ကတော့ပြောရတော့မှခမားအတိတ်ပဲမရှိဘူးနော်အဲ့ရနေတဆင့်တက်လာဘုဇင်တုတ်လေးရွတ်ပေးပါဆိုတော့လူကနည်းနည်းအချင်းပေါက်လာနော်အချင်းပေါက်လာတာတခြားမဟုတ်ဘူးရှေ့ဟာတွေပြောမရတော့လို့ဆိုတော့အိမ်ရှိမှာတနင်္လာတောင်းမှာသီးပင်စိုက်ထားဘေးကတောက်ကြသားဟုတ်ဗျာတောက်ကြသားသီးပင်အရှိအယစိုက်ထားတော့သောကတ္တကြကျွမ်းတယ်ကျုပ်ကလည်းအဲ့ရှိရသီးပင်လေးဘုန်းကြီးပြန်ရင်နှုတ်ယူသွားရေးစမ်းပါတဲ့ကျုပ်နှုတ်ပါဘူးလို့ကျုပ်လည်းမဆိုင်ဘူးလားမဟုတ်ဘူးတဲ့ဥစဉ်ကဲနှုတ်ပေးလိုက်ကြသမှာကဲနှုတ်ပေးလိုက်ဆိုကြည့်တော့ဩသီးပင်မှုပြဿနာတက်နေတာကိုလို့ခမည်းကဒါဖြင့်ကျုပ်ကကြောင်းဘယ်ရစိုက်ပေးရမလို့တော့ပါလားသူကမဟာမြိုင်ထဲမှာတည်တာကျုပ်ကအခုကြောင်းနေတဲ့နေရာမိဂရာဝုံနာတဝိုက်မှာအဲ့တုန်းကနေနေတာဆိုတော့တောင်ရက်ကိုဒါတည်သွားမှငကားကောင်းကိုလွတ်ရလားဟုတ်သာဘာနဲ့ဒီကနေ့ရံဖြစ်နေရတာအဲ့တော့ဒါတွေပြန်စဉ်းစားကြည့်ရင်သူ့မှာအားကိုးစရာဘုရားတရားသံဃာပဲမရှိတာသိကြရှင်းလားကျုပ်ကရင်နာလုံးလို့ပြောနေတာနော်ဟမ်ဒီမှာအမိအဖညီဆွေမျိုးညာတကမတော်ဘူးတဲ့လူမရှိဘူးဒီအဖေကြည့်ပြီးတော့ဩဝီစည်းကိစ္စတဲကြောက်စရာကောင်းတယ်ကိုသဘောပါလားခင်ဗျားတို့မှလည်းကိုယ်စီအတိအစွဲလေးတွေရှိတယ်အခုချိန်မှာဘုရားတရားသံဃာကလွယ်ပြီးငါမှအားကိုးရမရှိဘူးလို့ယတိပြဆုံးဖြတ်ချက်မချနိုင်မချင်းလွတ်မြောက်ခြင်းငြိမ်းချမ်းခြင်းဆိုတာမရဘဲနဲ့တရားတန်ဖိုးသိပြီလို့မဆိုလိုက်ပါနဲ့ရှင်းသလားဦးဇင်းတို့ချောင်းဦးပဲဒကာကြီးတွေရှိတယ်သူ့သားကလေးကားမောက်သေးပြီးတော့ကျောင်းလာတရားအထုတ်တာတစ်စခန်းလောက်ရှိသေးတာသိက္ခာကနနာသဘောမပေါက်သေးဘူးစီဝါရေးလေးကလည်းဖြစ်နေတော့ဘာလို့တောင်မေးမြောက်မေးနဲ့ပြီးတော့ဩဝိညာဉ်လောကသိတဲ့လူရှိတယ်တဲ့သူ့သားလေးပဲရောက်နေတယ်အဲ့နဲ့ဘေးကအမျော်မြင်ရှိတဲ့လူကလာတိုင်တယ်ဘုန်းကြီးတပည့်ဒီလိုလုံးနေတယ်အဲ့ဒါကြီးကျယ်လို့သွားမေးတယ်ဘယ်နဲ့တော့ခင်ဗျားတို့ဘယ်ရောက်နေပြီလဲတော့ဘုန်းကြီးအရင်တစ်ပတ်ကဘယ်ဘိုးရတဲ့အဲ့ဒါတပည့်တော်ဘာလုပ်ပေးလိုက်တော့ခုဘယ်ဘိုးကရောက်သွားပြီလဲတဲသေးကြပါလားခုဘလောက်ကုံသွားပြီလဲဘုန်းကြီးကလည်းမဟုတ်ပါဘူးသူ့အတွက်လုပ်ပေးရတာမဟုတ်ပါဘူးသူ့အတွက်လုပ်ပေးတာသူ့စီသွားပို့တာလားအဲ့ဒီဆရာစီသွားပို့တာလားအားလည်းနော်အားလည်းရှင်းသလားဘိုးတော်မတယ်ဆိုတာခမည်းတော်မတာလားခမည်းတော်စီကမပါလားဗမာတွေအဲ့လိုစီကနတ်ကြောမပါလားဒါပဲဆိုတော့အမခံကျင်တဲ့လူတွေပဲလေဦးနောက်နေ့တိတ်တက်ဆင်းအလူခံအောင်မယ်သဘောပါလားအဲ့တော့ဘုန်းကြီးတွေလာတော့ကြတော့အလူခံတဲ့မလေးကြတော့ဘုန်းကြီးတွေကိုကြောက်နေပြီနတ်ကြောကြတော့သဘောပါလားဟိုကအပြောလေးနဲ့မသွားတာဟုတ်ဗျာရှင်းသလားဟိဒါဖြင့်ဘုရားတရားသံဃာပေါ်မှာတန်တရားရှိเสียတို့မှလမ်းနှစ်ခွလျှောက်เสียဧကယနောတကြောင်းနဲ့ပဲရှိဘာပဲရှိလဲတကြောင်းနဲ့ပဲရှိတယ်ဘာပဲဖြစ်ဖြစ်တရားနဲ့လျှော့အောင်နှလုံးသွင်းမှာရုပ်မှန်ရင်ဖောက်ပြန်တဲ့ကံစိတ်ဥရုအာဟာရအကြောင်းတရား၄ပါးဖောက်ပြန်နေတဲ့တရားတွေထောက်ပံ့ထားတာဖောက်ပြန်မြဲဖောက်ပြန်ပါပဲအကြောင်းမကောင်းရင်အကြောင်းမစင်ကြယ်ရင်လောလောဆယ်အကျိုးပေးမစင်ကြယ်တာတွေတွေ့လာရင်ဘာလုပ်မလဲဆိုတော့ပြစ္ဆုတ်ပံအကြောင်းကောင်းအောင်လုပ်လိုက်ရှိလေအတိတ်အကြောင်းကြောင့်မဖြစ်တော့အတိတ်အကြောင်းကြောင့်ပြစ္ဆုတ်ပံအကြောင်းကြောင့်အတိတ်အကြောင်းကအခုမှလုံမှလားပြီးပြီးသားအကြောင်းရှိရင်အကျိုးရှိတော့ဒီပြစ္ဆုတ်ပံအကျိုးကပြင်လို့ရသေးလား
မရတော့ဘူးဒီဘက်ကအကြောင်းရှိသလိုအကျိုးပေါ်မှာပဲလောက်ခဲ့တဲ့အကြောင်းအားလျော်စွာအကျိုးပေါ်မှာဒါကိုတားမြစ်လို့ပိတ်ပင်လို့မရဘူးငါမှဖြစ်ရလေခြင်းလုပ်နေလို့လေမရတော့ဘူးလောက်ခဲ့ပြီးရင်ခံကိုရှင်းသလားဘုရားရှင်ကိုယ်တော်မြတ်ကြီးလက်ဝိသမားဘဝသူများခါကိုင်ရိုက်တော့ဒီဘဝကြတော့ခါနာတဲ့ဒုက္ခအကြောင်းမကောင်းလို့အတိတ်ကပြုပြီးသားဘုရားတောင်ပြင်လို့ဒီအကျိုးကခံကိုဒါပေမဲ့ခါနာလို့ဘုရားသောကရောက်သလားပြစ္ဆုတ်ပံအကြောင်းလေးပြင်လိုက်တာဘာလို့လိုက်တာငါမှဖြစ်ရလေခြင်းလို့ထပ်လာခဲ့ရင်ပြစ္ဆုတ်ပံအကြောင်းထပ်မှားတော့အတိတ်ကအကြောင်းမှားခဲ့လို့အကျိုးပေးမှားနေတာဒီထဲကအကြောင်းထပ်မှားအောင်မယ်ဆိုရင်ဒါမို့လို့ယခုကောင်းမှအနေတတ်မှပေါ်မဟုတ်ဘူးအဲ့တော့လောကရန်ကတော့လာခြင်းသလိုလာခဲ့ဘာဖြစ်လို့ဆိုသူကလည်းလာခြင်းသလိုလာမှာပဲဒီနေ့ကောင်းပေမဲ့လက်ပြန်ကောင်းခြင်းမှအခုကောင်းနေပေမဲ့ကျင်ရကြလားကျွေတလက်ကြက်တခုံပြောင်းလဲခြင်းတိုင်းပြောင်းလဲနေတာလန်ထမ်းတာမြင်ရတယ်ကံယုံပြီးဘုရားကြီးမရှိဘူးလားသတိပေးတာရှင်းပညာရှိတယ်အဲ့တော့ခင်ဗျားတို့ကံကဗယံပရာလှုပ်ထားတော့ဒီမှာလေးလှုပ်ထားတဲ့ဗယံပရာသိပြီးလှုပ်ထားတာမသိပဲလှုပ်ထားတာမသိတာကရလှုပ်တာကမသိပဲရလှုပ်ခဲ့တဲ့အတွက်အခုအကျိုးပေးတွေမလာဘူးလားအခုမှဒီအကျိုးမပေးပါနဲ့ဆိုလို့အဲ့တော့ပြင်းပေးခြင်းလို့ပေးဘာကောင်းအောင်လို့ပြစ္ဆုတ်ပံကြည့်လေအလွာဘယ်နှလွာရှိတော့၄ခုလွာပြောကြည့်တာပါလေတို့ကဲ၄ခုလွာပြောကြည့်တာမှာအလွာဘယ်နှခုလဲ၄ခုမှာအတိတ်အလွာကြောင့်ဒါမို့အတိတ်ကအကြောင်းတလွာရှိခဲ့လို့ဟောဒီအကန့်ကြီးတကန့်လုံးကဒါပြစ္ဆုတ်ပံအကျိုးတွေပဲဟောဒီအကန့်ကြီးတကန့်လုံးကလည်းအတိတ်ကြောင့်ဟောဒီတကန့်လုံးကလည်းဒါချက်ပြောနေရှင်းနေမှာဆိုလို့အဲ့တော့အခုပြစ္ဆုတ်ပံအကြောင်းကောင်းအောင်လုပ်ရင်ရှင်းရလားခုလာမဲ့ပြစ္ဆုတ်ပံအကျိုးကိုတော့ပြင်လို့ပြောင်းလို့မရတော့ဘူးအကြောင်းအားလျော်စွာလာတော့မှာအဲ့တော့သူလာရလေခြင်းလို့လုပ်เสียမလိုဘူးလာသမျှအကြောင်းကိုဖြစ်သမျှအကြောင်းကောင်းအောင်လုပ်ရမှာပြန်ပြောဖြစ်သမျှအကြောင်းအဲ့ဒါလေးကြံနေတာရှေ့ကတော့ပြောခဲ့တယ်ဖြစ်သမျှအကြောင်းအကောင်းကြီးပါလေဆိုတော့အဲ့ဒါအညွန့်တုံးသွားတယ်တကယ်ဘာလို့ရမှာဖြစ်သမျှအကြောင်းကိုကောင်းလာမှဆိုလောကဓာတ်အဆိုးလာလဲအဆိုးကိုတရားနဲ့လျော်အောင်နှလုံးသွင်းယူရှင်းရလားအကောင်းလာရင်လဲဘယ်လိုနှလုံးသွင်းမလဲတရားနဲ့လျော်အောင်နှလုံးသွင်းမယ်ဒီတော့ပရိစ္ဆေသမုပ္ပါဟောတိုင်းဦးဇင်းပြောတဲ့စကားရှိပါတယ်ဖြစ်ချင်တာတွေဖြစ်နေရင်ဘယ်လိုနှလုံးသွင်းမလဲဖြစ်ချင်တာတွေဖြစ်နေတဲ့အခါတရားနဲ့လျော်အောင်ဘယ်လိုနှလုံးသွင်းမလဲကဲဖြစ်ချင်တာတွေမဖြစ်တဲ့အခါတရားနဲ့လျော်အောင်ဘယ်လိုနှလုံးသွင်းမလဲအမြဲလိုက်နာတဲ့လူတွေပဲဟိုတကွက်ဒီတကွက်တွတ်အော်နိုင်တယ်နော်တော်တော်များများမအော်နိုင်ကြတာကြည်ချင်းအပြင်သူတို့တရားနဲ့တော်တော်ဝေးသေးတယ်လို့ပြောရမယ်ဒါကြောင့်ဦးဇင်းတို့အော်ပြီးဟောတဲ့အခါမှာတခါတလေ
ကြီးတွေကဥသိဒီနေ့တရားပွဲမြိုင်းနေတာပဲမေးလိုက်ဖြေလိုက်အုံနဲ့မြိုင်းတော့မြိုင်းတယ်ကွာဒါပေမဲ့မနိုင်သေးဘူးဉာဏ်ပါမှဖြစ်မှာနော်အခုပရိစ္ဆေသမုပ္ပါဒ်တွေမှာအချင်းချင်းဩနေတဲ့အကြောင်းကောင်းရင်အကြောင်းမကောင်းရင်ဟုတ်ပြီအကြောင်းရှိရင်အကြောင်းမရှိရင်အကြောင်းဖြစ်ရင်ဒီစားလို့ဘုရားကိုကဒီတိုင်းပြောခဲ့တာဣတိဣမသမိန်တတိဣဒံဟောတိဣမသုပ္ပါယတာဣဒံဥပ္ပစ္စတိဣတိဣမသမိန်တတိဟောဒီအကြောင်းတရားရှိခဲ့ရင်တတိဆိုတာရှိတာဟုတ်ပြီနော်အကြောင်းရှိရင်ပါတယ်အကျိုးရှိတယ်ဣမသုပ္ပါယတာဣမဥပ္ပါဒဟောဒီဣမအကြောင်းတရားကြီးသည်ဥပ္ပါဒဖြစ်ခဲ့သည်ရှိတော်အကျိုးဒါလေးကိုယ်ပိုင်ညာနဲ့သဘောပေါက်အောင်လုပ်စမ်းပါအကြောင်းရှိရင်အကြောင်းဖြစ်ရင်ကိုယ်ကအကုသိုလ်အကြောင်းတွေဖြစ်ခဲ့မှတော့အကုသိုလ်ကျိုးကဖြစ်တော့မှာအကုသိုလ်ကျိုးအကြောင်းရှိခဲ့ရင်ဒီတော့အခုငါတို့အကုသိုလ်အကြောင်းဖြစ်အောင်လုပ်မလားကုသိုလ်အကြောင်းဖြစ်အောင်လုပ်မလားအဲ့ဒါပြောနေတာအဲ့တော့လက်တွေ့နှလုံးသွင်းတော့မယ်ဆိုတော့ငါတို့လောကဓာတ်ကရိုက်ခတ်လာတဲ့အကြောင်းမကောင်းဘူးဖြစ်ချင်တာတွေမဖြစ်ဘူးဆိုတော့ဘယ်လိုလုပ်အကြောင်းမကောင်းလို့ဩချဲထိုးတာမပေါက်ဘူးကွာအကြောင်းမရှိလို့တရားလို့စမ်းဟမ်ကိုကထီပေါက်ခြင်းနဲ့ချဲပေါက်ခြင်းနဲ့အဆင်ပြေခြင်းနဲ့မရှိဘူးလားရောင်းဝယ်လဲအမြတ်စွန်းများရခြင်းနဲ့ဒါပေမဲ့ကိုကအမြတ်စင်းများရကြောင်းရှိခဲ့မှထီပေါက်ကြောင်းရှိခဲ့မှပန်းတကူအလူမျိုးတိုက်ဆိုင်လို့ကြုံရမှာဒုက္ခရောက်သူကိုကယ်ခဲ့သူမျိုးဘုမအေးရထသွားရင်လာရင်လည်းကြည့်လိုက်တယ်ဦးဇင်းတို့ကျောင်းမှာတော့အများအားလုပ်နေရဘယ်စိတ်သိပေါ်တာဟုတ်ပေါ်တော့ရေခွက်ထဲကြည့်လိုက်မနေ့ကတ်ထားတဲ့ကော်ဖီခွက်ထဲကြည့်လိုက်ထဲတဲ့ဘယ်စိတ်ကရောက်နေပြီရင်ကောင်ကရောက်နေပြီသွားရင်လာရင်လည်းအေးဒီကောင်ဒုက္ခရောက်နေတယ်ကဲလိုက်အရာသာရှိလိုက်တာကုရီတဲ့ရေအိမ်သာတဲ့အထဲမှာရေအိမ်ပေါက်ထဲမှာကိုကုရီသွားတော့မှနော်ခင်ဗျားတို့ဒါလေးစဉ်းစားကြည့်ဟိုမှာဒီမှာဘိုက်ကရစ်နေပြီတော်တော်ဒုက္ခရောက်နေပြီဝင်သွားတယ်ပြိုင်ပြန်တယ်ဒါပေမဲ့အထဲထဲမှာအကောင်တကောင်ပူဟတ်တော်တော်ကောင်ဘာတော်တကောင်ကြမင်းကမင်းတိုင်းနဲ့မင်းကမဲ့ကွာဆိုပြီးတော့လုံးမလားအရင်ကဲမလားအပြောမလုံးနဲ့လှုပ်ကြည့်သိရတာရှိဘာဖြစ်လို့လဲဆိုတော့ငါအကြောင်းကောင်းအောင်လှုပ်လိုက်နိုင်တယ်ဟဲ့လားမကောင်းတဲ့အကြောင်းတွေကြားထဲကနေကောင်းအောင်ပြင်လိုက်နိုင်ရှင်းသလားအဲ့တော့ဘဝမှာအကျိုးပေးတွေများစွာမရှိဘူးလားရှိတော့ကိုယ်ထီပေါက်ခြင်းနဲ့ထီထိုးတယ်ထီမပေါက်ဆိုတော့အဲ့ဒီလိုတိုက်ဆိုင်မှုတွေနဲ့ကြုံလာတဲ့ဒုက္ခတွေတိုင်းကိုကူညီဘူးတဲ့လူမှရှင်းသလားအဲ့တော့အလူပေးဖို့စုထားတာတဲ့လောလောဆယ်ထမင်းငတ်တဲ့လူမကြွေးနိုင်ဘူးကျုပ်ဗမာလူမျိုးတွေဒီတိုင်းပဲမြင်ကုသိုလ်ကိုမလုပ်တတ်တဲ့လူမျိုးအလူပေးမလို့စုနေတာတဲ့လောလောဆယ်ဆင်းရဲဒုက္ခရောက်နေတဲ့လူငါငွေမချိနိုင်ဘူးရှင်းသလားငါတို့ချွတ်ရင်းချက်တွေငါတို့သိအောင်လုပ်ရမှာဟိုတခြားဘာသာကြားတွေကလက်ငင်းဒုက္ခရောက်နေတာတွေလိုက်ကဲနေတာရှင်းတယ်နော်ဘယ်မှာလဲရေကြီးလို့ထမင်းတို့ဝေးနေရတယ်တဲ့ဟုတ်တယ်ထမင်းတို့စားနေရတယ်ပြောတော့မဆိုကိုယ်တထုံးမှမပါဘူးသဘောပါလားငါအဲ့နေရာကိုရောက်အောင်သွားပြီးငါဘာကူညီရမလဲဒီလူတွေဘာဒုက္ခရောက်နေတယ်ငါဘယ်လိုလုပ်ပေးရမလဲငါဘက်ကဘာတတ်နိုင်တယ်လဲရှင်းသလားတကယ်လို့ရမှာအဲ့ဒါအဲ့ဒီလိုလုပ်ဖို့ရင်ခင်ဗျားတို့ထီလဲပေါက်မယ်ချဲလဲပေါက်မယ်ဒါပေမဲ့အကုန်မလုပ်ကြနဲ့တော့ကြဒိုင်နေပြုတ်ကုန်မှာဆိုလို့ရှင်းလား
အကြောင်းအားလျော်စွာပြုခဲ့ဘူးတဲ့အဲ့ဒီတိုက်ဆိုင်မှုစွာကူညီပံ့ပိုးခဲ့ဘူးတဲ့ကုသိုလ်တရားမရှိခဲ့ရင်ချဲလဲမပေါက်ဘူးထီလဲမပေါက်အကြောင်းမရှိရင်ခြေတုံးကတော့ပန်းတကူဒီလောက်တာပြောတာကျုပ်ကပန်းတကူလောက်တင်ရပ်မထားဘူးအဲ့လိုလက်ငင်းအကျိုးပေးနိုင်တာတွေဘာတွေရှိသလဲအကုန်ဆက်ဆပွားတိုးကြည့်လိုက်ရှင်းသလားရှင်းတတ်ကြလားသဘောပေါက်တယ်နော်ဟေးအဲ့တော့ပြစ္ဆုတ်ပံအကြောင်းကောင်းအောင်လုပ်နိုင်မှာအဲ့တော့အတိတ်ကဒုက္ခတွေလာသမျှကိုတို့ကညှဉ်းညူနေရမှာလားကောင်းအောင်လုပ်နေရမှာရှင်းတတ်ကြလားအလွာ၄ခုတောင်ရှိတာပဲဗျာတစ်ခုတော့ပြင်နိုင်ရမှာပေါ့အကြောင်းရှိမှအကြောင်းမရှိရင်ဟာဘယ်သူတော့ထီပေါက်သွားလို့တဲ့သူ့အကြောင်းရှိလို့အကျိုးရှိတာအခုအကြောင်းဟုတ်လားဦးဇင်းတို့ဗာလဲကိုင်းတန်းသေးတဲ့တက္ကကြီးထီပေါက်လို့ကြောင်းဓမ္မယုံဟုတ်လားဓမ္မယုံကရှေ့တိုးကခက်နောက်ဆိုကခက်တော်တော်ဒုက္ခရောက်နေတဲ့အချိန်တပည့်တော်ဓမ္မယုံအတွက်မဲပြီးတော့ဘုရားကိုတော်တို့အပြောခံလို့သူမင်္ဂလာတို့ဘယ်လောက်ထိပြောခံခဲ့ရတော့ဆိုဓမ္မယုံဗန်းပြစားနေတာဘာလို့တောင်ဒီလိုပြောခံခဲ့ရတာနော်အဲ့တော့တပည့်တော်ခံမြင်လို့တဲ့ထီထိုးနေတာတဲ့အေးတကကြီးကြောင်းကျိုးပေါ်ကိစ္စမရှိပါဘူးနေပါစေဆိုဟောထီပေါက်တော့ပေါက်တော့သူမင်္ဂလာလို့ဆိုရင်နော်300ပေါက်100လောက်တောင်တော်တော်စဉ်းစားမှာချက်ချင်းပုံစံတယ်ဘုန်းကြီးငွေလိုလာလူရမလားဗန်အပ်မလားဒကာကြီးဗန်ဘာလို့ဖို့အပ်အောင်မှာတော့ဟမ်ဟုတ်တယ်လေလောလောဆယ်ဘာမှလှုပ်เสียမရှိဘဲနဲ့သူကဘာလို့အောင်မလို့ဆိုတော့ဘာလို့အောင်မလို့နော်အဲ့တော့ချက်ချင်းလာပြီးတော့250ပုံးလူသွားကြီးနဲ့ဩတာရုဒီလိုအကြောင်းကောင်းလို့ဟမ်ချက်လာပြီးတော့250ပုံးလူသွားကြီးနဲ့ဩတာရုဒီလိုအကြောင်းကောင်းလို့ဟမ်သူထီပေါက်တယ်ဆိုတော့ပေါက်မှာပဲလို့သူမင်္ဂလာလို့ဆိုရင်မပေါက်နိုင်ဘူးရှင်းလားသဘောပါသလားအေးအဲ့တော့ဒီအကြောင်းကျိုးကိုမစင်ကြင်ပဲနဲ့ဘယ်သူတို့ကထီပေါက်တာဘယ်ဆရာကိုကတ်လို့ဘယ်ဘုန်းကြီးကကဏ္ဍပေးတာဟမ်ဘုန်းကြီးကကဏ္ဍပေးနေမှာတော့သူကသူထိုးမှာပေါ့ကဏ္ဍပေးကြတဲ့ဘုန်းကြီးမဟုတ်လို့ပေးတာရှင်းလားဒီတဲ့ရှင်းအောင်ကြုံမပြောတတ်ဘူးဘုန်းကြီးမဟုတ်လို့ကဏ္ဍပေးနေတာရှင်းတယ်နော်ဘာမှဆိုင်ဘူးတို့ဘုန်းကြီးနဲ့သဘောပါတယ်နော်အဲ့တော့တလွဲသပင်ကောင်းလျှောက်ကတ်နေတော့ဩသာသနာပုတ်ရောကြောက်ရောနဲ့ဘယ်ဘုန်းကြီးကြောလို့ကြောအမှန်ရှင်းတတ်လားသဘောပေါက်သလားကိုယ်အဆုံးမပေးနေတဲ့ပုဂ္ဂိုလ်တွေကြတော့မလေးတခါတလေမျက်စောင်းထိုးပြီးမလေးဘုန်းကြီးဟိုလူတွေ့ဒီလူတွေ့နဲ့အကုန်တွေ့သဘောပါလားတွေ့တာမဟုတ်ဘူးခင်ဗျကဲနေတာရှင်းသလားသဘောပါတယ်နော်ဝိသိကိစ္စအဲလိုပြက်ပြက်သားသားမဆုံးဖြတ်နိုင်တဲ့အတွက်လမ်းမားတွေသဘောပါလားမန္တလေးရန်ကုန်လိုကားလမ်းပေါ်အဲ့လိုဝီစီကိစ္စနဲ့ကားမောင်းရင်တော့အတိုက်ခံရမှာပဲဟမ်ရှေ့လျှောက်အောင်မလို့နောက်လျှောက်အောင်မလို့ဘယ်ကိုရမှာလို့ညာကိုတချို့တခါလေနေရလာတဲ့ကားတွေဆိုင်ကယ်တွေလူတွေတွေ့ရတယ်အဲ့ဒါဟိုဘက်လျှောက်မလို့လက်ကြီးတွေဆွဲပြီးတော့ဟိုဘက်ဆွဲလိုက်ကြဒီဘက်ဆွဲလိုက်ကြဝီစီကိစ္စနဲ့ဘယ်မှယတိပြမဆုံးဖြတ်နိုင်ဘူးဘာလို့ဆို तू ကပိုင်နိုင်မှမသိပဲကိုအခုလည်းခင်ဗျားတို့ဝီစီကိစ္စနဲ့သွားမလားပိုင်နိုင်သိအောင်လုပ်တို့ဘုရားတရားသံဃာအားကိုးယုံနဲ့ပြီးပလားအခြေက2မိနစ်ပဲကြာတယ်ကျောင်းကစဉ်းစားတာငါသုဘသုတ်ကိုဒီနေ့ပြီးအောင်ဖြတ်မယ်နော်နောက်မှပြောစရာလေးတွေကြံသေးတယ်အဲ့တော့အခု तू ကမပြီးဘူးဆိုတော့ကဲခင်ဗျားတို့ကကိုးကွယ်စရာအားထားစရာဘုရားတရားသံဃာရှိုံနဲ့ပြီးပြီလားတော်သေးတယ်ဟမ်
ကဲအဲ့ဒီမှာကဲ2မိနစ်ပဲကြံတယ်တူတူလေးပြောလိုက်မယ်နော်ရရှင်ကိုလိုမြတ်ကြီးကသူ့ဘမင်းပောက်ကရသာတိပုံနာမှာဟောဒီ5ပါးသောនិဝရဏကာမဂုဏ်အာယုန်တွေပေါ်မှာတက်မဲ့နှစ်သက်မှုတွေဖုံးလွှမ်းနေတဲ့အတွက်သူဟာလောကကလွန်မြောက်ကြောင်းတရားကိုသိနိုင်တဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဘူးမြင်နိုင်တဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဘူးတဲ့ဘယ်လိုမှသိနိုင်မြင်နိုင်တဲ့စွမ်းအားသူ့မှာမရှိဘူးกว่าတဲ့ကဲမင်းထင်တဲ့အတိုင်းဖြေစားနဲ့ငါမေးစားမယ်တဲ့မြက်တော်၎င်းထင်းတော်၎င်းမြက်ထင်းလောင်စာပါပြီးရှို့ထားတဲ့မီးနဲ့လောင်စာမပါဘဲနဲ့ရှို့ထားတဲ့မီးဘယ်မီးကအလျံပြောင်တောက်လောင်ပြီးတော့ဘယ်မီးကအယောင်အစင်းပိုလှမလဲအဲ့ဒါပါတာမပါတာအိမ်မှာစဉ်းစားပြီးပြန်လာခဲ့နော်နဲ့ပြန်ကြတော့ဘုရားဖြေတာဖြေပြမယ်ဟုတ်ပလားငါတို့စိတ်ထဲကဘယ်လိုဖြေထားလို့ဘုရားကဘယ်လိုဖြေပြီးဘယ်ဟာကတန်ဖိုးရှိတယ်ဆိုတာအဲ့ဒီကြမှာကိုဉာဏ်အစင်တန်ကိုသိမှာနော်အခုပြောမယ်သိချာနားထောင်လောင်စာမြဲတော်၎င်းထင်းတော်၎င်းဟာလားရှို့စရာလောင်စာတစ်ခုခုနဲ့ရှို့ထားလို့လောင်နေတဲ့မီးနဲ့လောင်စာမပါပဲရှို့ထားလို့လောင်တဲ့မီးဘယ်မီးကအလျံပိုပြောင်ဘယ်ဟာကတောက်လောင်ပြီးတော့ဘယ်ဟာကအယောင်ဝါပူလှမလဲလို့ဘုရားကသူ့ဘာကိုမေးတယ်ကိုယ့်အကိုဖြေခဲ့ကြဖြေနကထာကဲအဲ့တော့တို့မှတကယ်အားကိုးရမှာယရနာပြည့်စုံပါမလားလိုသေးသလားဒါဖြင့်တလွဲသပင်ကောင်းတခြားဟာလိုက်ရှာမလားအရေးကြိုရင်ဘုရားတရားသံဃာပဲအားကိုးမလားဒါဖြင့်လောကရန်ဘလို့ပဲရိုက်ခတ်ဘာနဲ့လျော်အောင်နှလုံးသွင်းမယ်ဖြစ်ချင်တာတွေဖြစ်နေရင်အကြောင်းကောင်းလို့အကျိုးကောင်းတာဘဝမမြင်လိုက်နဲ့ဖြစ်ချင်တာတွေမဖြစ်ရင်စိတ်ဆင်းရဲစရာရှင်းသလားအဲ့တော့ဘယ်အကြောင်းကျိုးဖြစ်ဖြစ်ဘယ်ချိန်ကြည့်ဖြစ်ပြီးရင်လောကမှာတကယ်ရှိတာဘာသစ္စာဘာသစ္စာတော့သိတဲ့ဉာဏ်ကဘယ်ကသစ္စာလာရင်တောင်းတခြင်းကြောက်ကြခြင်းတွေလာစရာလိုသေးလားသိတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုင်းအေးကဲတော့သစ္စာ၄ချက်ကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်တပြိုင်တည်းကြိုက်မှသာလျင်တန်တရာဩဃကလွတ်မြောက်နိုင်မှာဖြစ်တဲ့အတွက်ဓမ္မသဘာဝတွေကိုကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်ပိုင်းခြားသိမြင်အောင်ကြိုးစားကြပါလို့တိုက်တွန်းရင်းနဲ့နားကြအောင်သူယောဂီများအလုံးမိမိတို့ခန္ဓာကိုယ်အရိယာပုဂ္ဂလိမြတ်တစွာထိုင်ပြီးတော့အာယုန်တစ်ပါးစိတ်မသွားစေဘဲနဲ့တရားတော်ကိုနာယူနိုင်ကြပါပြီသစ္စာတရားတော်တို့ကိုဟောကြားရာ၌အနန္တဂုဏ်အင်ကျေးဇူးရှင်များဖြစ်ကြသောဘုရားယရဏတရားယရဏသံဃာယရဏယရဏတော်မြတ်သုံးပါးတို့နှင့်တကွအမိဖဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားပူဇော်ကျေးဇူးဆပ်သောအားဖြင့်၎င်းဥစဉ်မျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောသန္တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆပ်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်အလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမိမိတို့နာယူမှတ်သားသိရှိရသောအရိယာသစ္စာဓမ္မတွေကိုမမေ့မလျော့မပေါ်ဆသောတတိတရားမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့ဒီဘဝဒီခဏမှာပဲကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်ပိုင်းခြားသိမြင်နိုင်အောင်ကြိုးစားကြပါလို့ရှေးဥစွာလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်ဦးဇင်းတို့တော်ကောင်းတို့သွားရမယ်ပန်းတိုင်ကဉာဏဒသနဝိသုဒ္ဓိတဲ့လောကဓမ္မအရိယသစ္စာတရားတွေပေါ်မှာဉာဏ်အမြင်စင်ကြယ်ဖို့အဲ့ဒါဦးဇင်းတို့သူတော်ကောင်းတို့သွားမယ်ပန်းတိုင်နော်
ဘာစင်ကြယ်ဖို့ဉာဏ်အမြင်စင်ကြယ်ဖို့ဉာဏဒတနာဝိသုဒ္ဓိဘုရားရှင်ကိုယ်တော်မြတ်ကြီးဆုံးမတဲ့အဆုံးအမတွေလောကီလောကုတ်လက္ခဏာမရှိဘူးလားအဲ့တော့ဦးဇင်းတို့မေးခဲ့ဘူးတယ်ဘုရားစွာဘုရားရှင်ရဲ့အဆုံးအမတွေဟာလောကီအတွက်ပဲလားလောကုတ္တရာအတွက်ပဲလားလောကီရောလောကီနေရေးထိုင်ရေးအတွက်လဲအပြည့်အစုံနော်လိုလေသေးမရှိအောင်ဆုံးမပြီးသားလောကုတ္တရာအတွက်လဲပြည့်စုံပြီးသားဒါတခုကိုဦးဇင်းတို့သဘောမပေါက်ဘူးဆိုရင်လောကီဘက်ကအားထားရသက်သက်လောကုတ္တရာဘက်ကအားထားရသက်သက်ဒီနေ့ပဲကြုံကြိုက်လို့ဓမ္မတွေလာတာနဲ့ပြန်ပြောပြကြတော့ခမဲတော်ကြီးပြောခဲ့တဲ့စကားတွေဒါကလောကီသက်သက်ကွာလောကုတ္တရာကလောကုတ္တရာသက်သက်ဆိုတော့လောကီအတွက်ကအနတ်တွေဘုရောတွေဘေးတွေနေအင်းအိုင်ခလက်လက်ဖွဲ့တွေဂါထာမန္တန်ယန္တရားတွေသီးတန့်တတ်တတ်လိုနေတဲ့ရောင်ဘုရားအဆုံးအမထဲမှာအဲ့ဒါတွေပါသလားစီဝါရေးဖြစ်ခြင်းရင်ဘေးရင်မေးရမယ်ရရရှိရမယ်တရားတက်ဆင်လုပ်ရမယ်ဂါထာမန္တန်ယန္တရားတွေနဲ့စီရင်ရမယ်ဘယ်အရက်ကိုမသွားသင့်ဘူးဘယ်အရက်ကသွားသင့်တယ်ပါလားလူမိုက်ကိုမပေါင်းနဲ့လူလိမ္မာကိုပေါင်းဒါဖះမပြောဘူးလားမိမိတွေ့ကုသိုလ်တရားမထွန်းကားတဲ့အရက်ကိုမနေနဲ့ကုသိုလ်ထွန်းပါတဲ့အရက်ကိုနေအရက်နဲ့ပတ်သက်ရင်ဘုရားကအရက်နဲ့ပဲဖြစ်ဖြစ်အချိန်နဲ့ပဲဖြစ်ဖြစ်နေရာဒေသနဲ့ပဲဖြစ်ဖြစ်ဘယ်လိုပဲပြောပြောကုသိုလ်တရားတိုးပွားအောင်လုပ်နိုင်တဲ့နေရာအရက်ဟာမင်္ဂလာရှိတဲ့အချိန်သိကြတယ်နော်ဒါပေမဲ့ဘုရားအဆုံးအမထဲမှာအဆုံးအမဟူသာဉာဏ်အမြင်စင်ကြယ်ထားရင်တပါးသောကူးကွယ်မှုဆိုတာတပါးသောအားထားရာဆိုတာဟောရှိပါဦးမလားကျမ်းမာရေးမကောင်းရင်တရားခြေလိုက်ရတယ်လိုသလားရတာမရတာသာထားလိုသေးလားသိရရှင်းတယ်နော်ကောင်းပြီအဲ့တော့မနေ့ကဦးဇင်းတို့ဘုရားရှင်ကမေးလို့သူ့ဘဖြေရမယ်မေးခွန်းလေးတစ်ခုမေးလိုက်လူတော့အကုန်မလာနိုင်ဘူးပေါ့လေမိုးကဖြစ်တာဦးနော်တရားပွဲဘယ်သူကဖြစ်ဟုတ်လားတရားပွဲဘယ်သူဖြစ်သွားကိုယ်စိတ်ပေါ်မှာမူတည်တာပဲနော်ဘုရင်ကျောင်းမှာသင်တန်းဝါရင်း3လပေးတယ်လို့အရက်တော့တာဘာလို့မူးလို့နာဘူးတဲ့လူရှိလိမ့်မယ်မူးခြင်းလို့မူးတာမမူးခြင်းမမူးမယုံတော့ကြည့်နော်မမူးခြင်းမူးကိုမမူးမူးတာဘယ်လိုလဲလို့မခံစားဘူးရင်မမူးမှတ်ထားနော်ဘာလို့ဆိုအယသမားမတော့ခင်ကကိုကမူးခြင်းဘိန်းစားကလည်းမရှူခင်ကမိမ့်ခြင်းနေတာဒါပေမဲ့အဲ့ဒီဘိန်းစားတွေတကယ်ဘိန်းစားရဲ့ဘိန်းရဲ့ကျွန်ဖြစ်သွားတော့ဘိန်းစားရင်ဗျာမိုးကုန်းမြို့မှာသိသိတာတွဲလို့2ယောက်ရှင်လွတ်ရင်ဘိန်းစားကပို့လုံနိုင်သဘောပါသလားသူကဘိန်းတမတ်ဖို့ကျွေးလိုက်ဟာကိုခိုင်းနေတာခိုင်းအကုန်အဆင်ပြေတယ်ဒါဖြင့်ဘိန်းစားဘာလို့မိမ့်လို့မိမ့်ကျင်လို့မိမ့်တာဒါဖြင့်တရားနာဘာလို့နဲသွားလို့နဲကျင်လို့ကိုနဲတာမိုးရွာတာနဲ့မဆိုင်ဘူးမိုးလက်ရံမလုံးနဲ့သဘောပါသလားအဲ့ဒါကဲရှိစီမနေ့ကမေကွန်းလေးဆက်ဖြေလိုက်အောင်မယ်နော်အခုပြောထားတဲ့စကားလေးတွေကိုယ့်အကိုစဉ်းစားကြည့်ကြပေါ့ဗျာအဲ့တော့
ဦးဇင်းတို့ကတော့ဒါလက်တွေ့စမ်းမှုလို့ကျောင်းမှာနေတော့တခန်းထဲမှာကိုကအရက်သမားကိုနဲ့အတူတူနေတဲ့လူကဘိန်းစားနော်တယောက်မှတော့မကောင်းဘူးအဲ့တော့သူကဆေးလေးတွေတောက်ပြီးမိမ့်နေပြန်စမှာကွာမင်းဆေးဘလို့တောက်လို့ဘလို့မိမ့်တာကိုတောက်ကြည့်အောင်9 လုံးတောက်လဲဘာမှမဖြစ်10 လုံးတောက်လဲဟာမင်းနဲ့မရဘူးတဲ့ဘာဖြစ်လို့လဲကွာမိမ့်တာချင်းအတူတူဆိုမင်းမိမ့်ရင်ငါလဲမိမ့်ရမှာဆိုတော့ကိုယ်စိတ်ကမိမ့်နေတာမှမကြိုက်ပဲနော်မိမ့်နေရတဲ့အလုပ်မျိုးကိုသိသဘောမကျဘူးအဲ့တော့ဝုံတိုင်းကျဲနေရမှာကျင်တတ်တဲ့လူဆိုတော့ဘယ်မိမ့်တဲ့ဆေးကကိုယ်တိုးလိုက်မလို့သဘောပါလားကဲခုဝေဒနာပြင်းပြင်းထန်ခံစားနေရတဲ့ကဲဆေးရုံဘဝလူပမာတွေသွားကြည့်မော်ဖင်းထိုးပြီးဆေးအချိန်သိတဲ့တုံးခဏနေကြတော့ညာနာတယ်ကျင်ဟဲစိတ်တူဟဲမဖြစ်ဘူးလားအဲ့တော့ဘာကအရေးကြီးအရေးကြီးတာကစိတ်ပဲကိုယ်စိတ်ကိုပြုပြင်နိုင်ဖို့ပေါ့လေအဲ့တော့မင်္ဂလာရှိအောင်နေခြင်းရင်စိတ်မှာကုသိုလ်တရားတွေတိုးပွားအောင်ကြိုးစားအဲ့ဒါဆိုဘယ်အရက်မှနေမင်္ဂလာရှိတယ်ဘယ်ချိန်ဖြစ်ဖြစ်ဘုရားရှင်ရဲ့အဆုံးအမထဲမှာအပြည့်စုံမပါဘူးလားကောင်းပြီဘုမနေ့ကပြောလိုက်တယ်သူပါမြက်ချင်းလောင်စာနဲ့လောင်စာကြောင့်ဖြစ်တဲ့မီးနဲ့လောင်စာမပါဘဲဖြစ်တဲ့မီးဘယ်မီးကပိုတောက်တယ်လဲဘယ်မီးကအလျံပြောင်နဲ့အဆင်းအယောင်ပိုလှတယ်လဲသူ့ဘာမင်းဖြေစမ်းမနေ့ကစဉ်းစားခိုင်းလိုက်တယ်နော်ဘယ်မီးကပိုတောက်အဆိုးတညစဉ်းစားခိုင်းတယ်နော်အဖြေပြောင်းသွားတယ်မြက်ချင်းလောင်စာပါတဲ့မီးနဲ့လောင်စာမပါတဲ့မီးဒီတော့သူ့ဘာကအရှင်ဘုရားတဲ့အကယ်လို့များအဲ့ဒီမြက်ချင်းလောင်စာမပါပဲဘုသူတော်ကောင်းတို့ခုနကဖြေလိုက်တဲ့အဖြေနဲ့အခုပြန်ရှင်ကြည့်အောင်သူ့ဘာဖြေတဲ့အဖြေနဲ့အရှင်ဘုရားတဲ့အကယ်၍များမြက်ချင်းလောင်စာမပါပဲနဲ့မီးဖြစ်နိုင်ခဲ့မယ်ဆိုရင်အဲ့ဒီမြက်ချင်းလောင်စာမပါတဲ့မီးကပို့ပြီးတော့အလျံပြောင်အဆင်းအယောင်တောက်ပနိုင်ပါတယ်ဖြေတဲ့ဖြေကိုလေးမိကွန်းလေးအဖြေလေးသတိထားပါမိဆိုတာဦးဇင်းတို့တို့သဘာဝလောကကြီးထဲမှာတော့လောင်စာပါမှလောင်နိုင်တာဟုတ်ရဲ့လောင်စာမရှိဘဲနဲ့တော့မလောင်နိုင်ဘူးအခုတို့ကောင်းတို့ကနည်းနည်းစဉ်းစားလာတယ်မနေ့ကဖြေတဲ့ဖြေလေးကိုဦးဇင်းကသဘောမကျဟန်လေးနဲ့နဲ့ပြန်စဉ်းစားခဲ့လို့ပြောခဲ့တော့ဒါမဟုတ်ရင်ဟိုဟာနေမှာပဲဟောအေယမဉာဏ်ကြီးရှင်နေဆိုတော့သဘောပါလားအခုကဲသူ့ဘဖြေတဲ့ဖြေနဲ့ဦးဇင်းတို့တော်ကောင်းတို့ဖြေတဲ့ဖြေဘယ်သူကပြည့်စုံဒါဦးဇင်းကလောက်ကြံပြောနေတာမဟုတ်ဘူးနော်ဘုရားရှိမှဘယ်သူဖြေတာလဲသူ့ဘဖြေတာအဲတို့လဲဒီလိုစဉ်းစားတတ်တဲ့ဉာဏ်မျိုးလိုအပ်မလို့အားလုံးအရေးကြီးတယ်နော်ဦးဇင်းတို့ဒီနေ့ဒီချိန်ကြီးငါတို့မဲ့ဖို့နိဗ္ဗာန်ဟာငါတို့အနိနာမှာငါတို့ခန္ဓာထဲမှာရှိပါရဲ့နဲ့ဘာလို့ငါတို့နိဗ္ဗာန်ကိုမမြင်ကြမရကြတာလဲလို့မေးရင်ဉာဏ်နှုတ်နေလို့ဉာဏ်အမြင်မစင်ကြယ်ကြလို့ရှင်းလားဒါဏိဒန်းဒါကြောင့်ခြီတာမနေ့ကငါမေးထားတဲ့မေးခွန်းနဲ့ဒီနေ့လျှော်ကြည့်အောင်ဏိဒန်းဘယ်လိုရှိရမလဲကျုပ်ကတော့တော်တော်ကြမ်းလာတာပေါ့ဗျာနော်အဲ့တော့အခုပြောတဲ့ဦးဇင်းပြောတာလေးတွေအခုချိန်ထိသဘာဝကျသလားမြင်ရလားဒီသဘောမြင်ရမှာဘုရားမေးတဲ့မေးခွန်းနှမျိုးသူ့ဘမင်းထင်တဲ့အတိုင်းဖြေစမ်းတဲ့မြက်ချင်းလောင်စာဖြင့်တောက်လောင်နေတဲ့မိရဲ့မြက်ချင်းလောင်စာမပါပဲတောက်လောင်နေတဲ့မိရဲ့မိနှစ်ခုမှာဘယ်ဟာကပို့ပြီးတော့အလျံပြောင်နဲ့တောက်လောင်တယ်လဲအဆင်းအယောင်ပိုလှတယ်လဲဒီလိုမေးတာဆိုတော့သူ့ဘကဖြေတယ်တကယ်လို့များဘုရားတဲ့ဟောအမြတ်ချင်းလောင်စာမပါပဲတောက်တဲ့မိသူမြင်ဘူးလားမမြင်ဘူးလေအဲ့တော့ဘုရားကမေးပြီနှစ်ခုဆိုတော့
တကယ်လို့မျက်ထင်းလောင်စာမပါပဲတောက်တဲ့မီးများရှိခဲ့ရင်ဒီလိုအခုတော်တို့မျက်ထင်းလောင်စာမပါတဲ့မီးမြင်ဘူးလားမမြင်ဘူးလေမမြင်ဘူးတော့ဒီလိုပဲစဉ်းစားရမှာဟုတ်ကဲ့လားအကယ်၍မျက်ထင်းလောင်စာမပါပဲတောက်တဲ့မီးများရှိခဲ့ရင်အဲ့ဒီမီးဟာပိုပြီးအယောင်ပြောင်ပါလိမ့်မယ်ဗျာပိုပြီးတော့အဆင်းရောင်လှပပါလိမ့်မယ်ကဲသဘာဝကြမကြဖြေလိုက်ပြီအဲ့တော့သူ့ဘာဘုရားရှင်ကိုရမကြီးကသူ့ဘာတဲ့မှန်တယ်သူ့ဘာတဲ့တကောအိဋ္ဌိပတ်မရှိဘဲနဲ့တကောရှင်မဟုတ်ဘဲနဲ့ဘယ်သူတူတယောက်မှမျက်ထင်းလောင်စာမပါတဲ့မိကိုဖန်တီးနိုင်မယ်မဟုတ်ဘူးရှင်းသလားလောင်စာမပါပဲဘယ်သူရှို့လို့ရလဲရှို့လို့ရလားမရဘူးလောင်စာပါမှရှို့လို့ရတာအဲ့တော့လောင်စာမပါပဲမိတော့ဖြစ်နိုင်တယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မှတကောရှင်တွေမှအိဋ္ဌိပတ်တကောရှင်တွေမှဒီမိကိုတောက်လောင်အောင်ရှို့နိုင်တယ်လောင်စာမပါပဲမိတော့ပြလို့ရတယ်ဒီလိုကြည်နာပြီနော်အဲ့တော့မှဘုရားရှင်ကိုရောမြတ်ကြီးကသူပါတဲ့ငါဆိုလိုတာတခြားမဟုတ်ပါဘူးငါးပါးအာယုံကာမဂုဏ်ချမ်းသာတွေကြောင့်ဖြစ်လာတဲ့ပီတိဒုက္ခနဲ့ကာမဂုဏ်အာယုံမပါဘဲနဲ့အာယုံကာမဂုဏ်ကင်းနေတဲ့ပီတိဒုက္ခဘယ်ပီတိကပို့ပြီးတော့နှစ်သိမ့်စရာကောင်းမလဲကာမဂုဏ်အာယုံမပါတဲ့စွန့်လွတ်ထားတဲ့ပီတိကပို့ပြီးတော့ကာမဂုဏ်အာယုံနဲ့ချမ်းသာနေတဲ့ချမ်းသာနဲ့ကာမဂုဏ်ချမ်းသာကာမဂုဏ်အာယုံကိုစွန့်လွတ်ထားတဲ့ချမ်းသာဘယ်ဟာကိုချမ်းသာလဲအလုံးတွေးတော့တွေးမိပြီနော်သဘောပေါက်ရလားမိနှစ်ခုကိုဘုရားကရှင်းပြတာလောင်စာပါတဲ့မိဆိုတာကာမဂုဏ်ကြောင့်ချမ်းသာတဲ့ချမ်းသာကာမဂုဏ်ကြောင့်ဖြစ်တဲ့ပီတိဟုတ်ပြီနော်လောင်စာမပါတဲ့မိဆိုတာငါဆိုလိုချင်တာကကာမဂုဏ်တွေစွန့်လွတ်ပြီးမှရလာတဲ့ပီတိရလာတဲ့ချမ်းသာအားလုံးမမိသလားပြန်ပြောမယ်နော်လောင်စာပါတဲ့မိဆိုတာဘာနဲ့ရှင်ပြီးဖြစ်တာလဲဟုတ်ပြီလောင်စာမပါတဲ့မိကြတော့ကာမဂုဏ်ကိုစွန့်လွတ်ပြီးမှရတဲ့ပီတိဆိုတော့ကဲကိုငါးပါးအာယုံကာမဂုဏ်ထဲမှာကိုဖြစ်ခြင်းသလိုဖြစ်လို့လိုချင်တာရနေတဲ့ချမ်းသာနဲ့ဖြစ်ခြင်းသလိုမဖြစ်တဲ့အခါဒီချမ်းသာဟာရှိပါဦးမလားမြဲပါမလားအဲ့ဒီလိုကိုဖြစ်ခြင်းတာမဖြစ်မဲ့အချိန်ကာလကိုလည်းဖြစ်ခြင်းတာဖြစ်နေတဲ့ပုဂ္ဂိုလ်ဟာစိုးရင်ကြောက်ကြမှုရှိမရှိဟိုရှားလို့ခွေလို့အကုန်လုံးအစဉ်ပြေးနေတဲ့အချိန်နောက်ကသုံးဖြုံနေကြတော့သတိထားကြနော်အခုရှားလို့ရတော့ရှားထားရတာချိုးချိုးဆန်ဆန်လုပ်ကြနောက်ရှားမရရင်မင်းတို့ခက်မယ်ဒါလေးတွေမလာဘူးလားအဲ့တော့ကာမဂုဏ်ချမ်းသာဟာလွတ်ခံစားခွင့်ရှိသလားတကယ်ချမ်းသာအစစ်ကိုဟုတ်ရလားငါးပါးအာယုံကာမဂုဏ်ဆိုတော့အာယုံဘယ်နှပါးလဲအဲ့ဒီကာမဂုဏ်ဟာအာယုံ၅ပါးပေါ်မှီပြီးမှဖြစ်တာဆိုတော့ဘယ်အာယုံမြဲသလဲဘယ်အာယုံခိုင်သလဲအာယုံဆိုတာအကောင်ထဲအာယုံဆိုတာဘာလို့တတ်အကောင်ထဲမရှိတာကိုသဘောပေါက်သလားမျက်စိကမြင်တာပါလေအစင်းအကောင်ထဲရှိသလားနားကကြားတာအသံကောအကောင်ထဲရှိသလားကင်ပြလို့ရလားဟုတ်ပြီအနံ့နှာခေါင်းကအနံ့နဲ့အဲ့ဒီအနံ့ကောအကောင်ထဲရှိတာစားလိုက်တဲ့အရာသာပြလို့ရသလားကဲတရားလေးဒါတရားဖို့ဒီဘက်ကစားဖို့တရားဘာဖြစ်တယ်စားကဒီနားခြုံထားတယ်ဒီတရားခြုံတာလားဒီတရားဒီတိုင်းကြံကြည့်ခြုံလားအိတ်ထည့်ထားဗျာ
ဘယ်ချိန်ချိုးတာရှားပေါ်မှာစားမှချိုးတာဒါဖြင့်တရားကချိုးတာလားအရသာကချိုးဒီချလို့နော်စားဒီဘက်ကစားပုံကဘယ်လိုအရသာရှိတော့ဒီတိုင်းပုံထားလို့ငန်းနေတာလားဒါဖြင့်အိတ်ထဲထက်တာငန်းသလားဘယ်ချိန်ငန်းတော့စားတဲ့အချိန်မှငန်းတာပြသမှငန်းတာငန်းတာစားလားစားငန်းတာလားချိုးတာတရားလားတရားချိုးတာလားမတနော်သို့တော့ဒီတရားဝတ္ထုကိုမိပြီးတော့ချိုးတဲ့အရာသာပေါ်သလားတရားဝတ္ထုမိပြီးမှချိုးရမှာမမိပဲချိုးခြင်းလို့ပုံတာကဖိုးဖွေးလေးတွေဘက်ကဒီဘက်ကတရားဒီဘက်ကစားဟာဘာဖြစ်တုံးငန်းနဲ့ပဲရှင်းငန်းတာတော့စားမငန်းမလက်ကလေးနဲ့တို့ရက်ကြည့်တော့ဒီဘက်ကရက်ကြည့်လိုက်တော့ပဲရှင်းချိုးတော့ဒီမှာရှားအကြည်လေးနဲ့ဟောဒီချိုးတဲ့အရသာလေးနဲ့တိုက်တဲ့အချိန်လေးချိုးပြီးငန်ပြီးမြဲသလားချိုးတာငန်တာကင်ပြလို့ရလားကျင်တယ်နော်ဒီဘက်ကပုံကင်လိုက်တော့ဘာတွေ့လို့တရားတွေ့မှာပေါ့ဒီတဲ့မြန်ညံကြီးပြောရင်ပထဝီတေဇောအာဘောတရားအခဲလေးကင်ပြီးရင်ပထဝီရှင်းသလားတရားတွေကခုမှဖိုးဝါးကြထားတာပူလို့ဆိုတော့ပူနေမှာတွေ့အောင်ချိုးတော်တွေ့တာလားတွေ့သောတွေ့တာလားကြည့်ဒီဘက်ကဘုရားတို့တခွတ်တော်သွားပြီးတော့တရားသွားဟောတော့တခွတ်တော်စားချက်တဲ့တရားပွဲလည်းပြီးတော့စားရလာလူကြတာတနေ့အခုရိတ်တာမှာကျွေးနေတာနှစ်စင်တာတခွတ်တော်စားပဲဘယ်မှမဝဲရအောင်ပြန်ရင်အချိန်တရားအနည်းဆုံးရဒီတော့စားလေးတွေလာလူတဲ့အခါကျတော့ဘာကြီးဘုန်းကြီးနဲ့နောက်ကယဟန်ကြီးနှစ်ပါးလိုက်လာစားစလုံးလေးဥစဉ်လာကတ်တော့နိဗ္ဗာန်တပစ္စယောဟောတုလက်ခံပြီးပြီ။ဩစားလေးတွေခုမှဖိုးဝါးကြတာထင်တယ်လို့ပူနွေးလေးလို့ဥစဉ်ပြောနောက်ကဘုန်းကြီးတို့ကဟောမောင်သူ့ဟာလေလောကုတ်တော်ကောင်းနေဘယ်နဲ့စားပူရမယ်လို့နော်မဟုတ်တရုပ်ကတော့အတော်ပြောတဲ့ကောင်းတယ်ဘုန်းကြီးတပည့်တော်ကပြောတာတော့လို့မင်းတရားဓမ္မတွေတော်တော်လောကုတ်ကောင်းတာပဲတဲ့စားပဲနဲ့ပူရတယ်လို့ရှင်ဘုရားစားချက်တဲ့နေရာရောက်ပြီလားလို့ဘုရားမေးရောက်သေးဘူးဗျာမရောက်သေးပဲဘာလို့ပြောတာတော့လို့ရော့စလုံးဘုမင်္ဂလာစိတ်ကနည်းနည်းဆက်တယ်ဒေါသထွက်သွားရင်တော့မရဘူးထွက်ပြီးပြီဆိုရင်တော့အကုန်သေဖို့သာပြင်ပြီးတော့ပဲအဲ့တော့ရော့ဆိုပေးတယ်ကိုင်းနိုင်ဟာဟုတ်တယ်ဟာပူလို့လာကိုတော့ကုန်းဆွဲချသွားရင်လိုက်ခဲ့ပြီးတော့ဘယ်သူကမှလောကမလုပ်ဘူးလို့သင်္ကန်းဆွဲချသွားဟာဒီပေါင်းလိုက်ခဲ့လို့အသက်60ကျော်နေပြီဆွဲချသွားရော့အဲ့မှာဖိုးအဲ့မှာဘယ်နှဖိုးကြပြီလို့မင်းတို့ဒီထဲကိုတရားရည်ဘယ်လောက်ထည့်တယ်ဒီထဲမှာတစ်ချိန်ကြရင်ဘယ်နှပိဿာထွက်တရားဆိုပြီးတော့လေ့လာပြီးသားလို့ကြည့်အဲ့မှာဆိုတော့မှအေးပါကွာမင်းရလေနော်အဲ့တော့ဒါမသိဘူးရင်ဒါမတွေ့ဘူးပေါ့လေမတွေ့ဘူးရင်ဒါဉာဏ်အမြင်ကမမြင်နိုင်ဘူးအဲ့တော့အခုလဲစားပူနွေးလေးကြိုင်ကြည့်တော့ဘာတွေ့တော့ဒေဇောအေးတာတွေ့ရင်ဒေဇောပဲဟာဒီစားကလေးကြီးကအမလေးရွကလေးတွေစားကလေးတွေ့တော့ဘာတော့ပထဝီပေါ့ရှင်းသလားဒါဖြင့်ခြူတာတွေ့သလားငန္တာတွေ့သလားခြူတာငန္တာဘယ်မှာတွေ့လို့ရှာမှာပဲတွေ့တယ်အဲ့ဒီရှာမှာဟောဒါခြူတာလို့ပြတရားအဲ့ဒါအာယုံခေါ်တာပဲရှင်းသလားကောင်းပြီခန္ဓာကိုယ်ပေါ်မှာဘာအာယုံလားလို့တွေးကြည့်စရာအာယုံလားတဲ့ဘိုးဘဲကတိပါဝတ်ထားတော့နုနုညံ့ညံ့မတွေ့ရဘူးလားဟာဒါမို့ဖြင်ချမ်းဝတ်ထားတဲ့ခါကျတော့ကျမ်းသာနဲ့အတွေ့တွေ့ရတယ်ဆိုတော့ဖြင်ရကျမ်းသာလားကျမ်းတဲ့သဘောကကျမ်းသာလားဟောခန္ဓာကိုယ်ပေါ်မှာထိတွေ့စရာအာယုံဘာဖြစ်တယ်အာယုံဆိုတော့အကောင်ထဲပြလို့အဲ့ဒီအာယုံ၅ပါးပေါ်မှာကာမဂုဏ်ဆိုတာကြံစီပြီးနှစ်သက်နေတာကာမဂုဏ်ဆိုတာဘာလဲ
တေချာလုံးတော့အာယုံပေါ်မှာကြံစီပြီးနှစ်သက်နေတာကိုဘာခေါ်လဲကာမဂုဏ်အာယုံပေါ်မှာကြံစီပြီးနှစ်သက်နေတာဆိုတာဒီအစင်းလေးဆိုလှမှာပဲဒီအယောင်လေးဆိုလှမှာပဲဒီအတန်လေးဆိုကောင်းမှာပဲဘာလို့တာကြံစီနေတာဘယ်အစင်းကလှလို့လှချိန်ရောရသလားရှင်းမျက်စိနဲ့ဆင်းတဲ့တိုက်ပါစိတ်ပေါ့ဘယ်ချိန်ပေါ်တာတော့မျက်စိနဲ့ဆင်းတိုက်ပြီးမြဲသလားဒါပေမဲ့လှချိန်ရသလားလှတာကအကြံစီကလှဘယ်ကလှအကြံစီကလှနေတာရှင်းရလားအတန်လေးကောင်းတယ်လို့ပြောတာဘယ်သူကတော့အကြံစီကပြောနေတာအဲ့ဒါကိုကာမဂုဏ်ရှင်းသလားဒါဖြင့်အာယုံကနှိမ့်ဆက်တာလားကာမဂုဏ်ကနှိမ့်ဆက်တာဒါဖြင့်ဒီနေ့မိုးကနှိမ့်ဆက်တာလားမြင်အောင်ကြည့်တော့မိုးရွာလို့တရားနာရော့သွားတာလားမိုးဆုံမှာဆိုးတာရဲ့သွားရင်လာရင်ခက်မှာဆိုးတာရဲ့တရားနာငါတို့ဒီနေ့မိုးရွာနေတာမဖြစ်ပါဘူးထိုင်ရတာမိုးဆူကြီးထဲမှာအကြံစီတွေမလာဘူးလားအဲ့တော့အဲ့ဒီအကြံစီကတရားနဲ့လျော်စွာကြံစီမှုနဲ့မလျော်စွာကြံစီမှုဘယ်ဟာများလို့တရားနာပြတ်သွားတာဒါဖြင့်တရားနဲ့ဒုက္ခန္တာနဲ့ဘယ်ဟာတန်ဖိုးထားဒါဖြင့်တရားခန္ဓာလောက်မှတရားလုံးတော့တို့ကဘာကိုတန်ဖိုးထားရမယ်တန်ဖိုးထားသင့်နေဆိုတာကိုသိအောင်လုပ်ရမှာဘုရားတရားတရားလုံးတော့တို့ကဘာကိုတန်ဖိုးထားရမယ်တန်ဖိုးထားသင့်နေဆိုတာကိုသိအောင်လုပ်ရမှာဘုရားတရားတန်ခါနဲ့ခင်ဗျားတို့ခန္ဓာဘယ်ဟာတန်ဖိုးရှိတော့ဒီထက်လူတွေကတော့ online ပါပြီဘာလို့ဆိုတော့ဓမ္မယုံနဲ့ရောက်နေပြီကိုသဘောပါသလားအဲ့ဒါငါတို့ကတန်ဖိုးထားအပ်တဲ့အရာကိုဘယ်လိုတန်ဖိုးထားရမှမသိတော့ဘုရားရှင်ဘေးထားဘုရားဘေးထားပြီးတော့မှဘိုးတော်ထိုင်ကြတော့ခြင်းကြော့နေတာနတ်ရှင်ထိုင်ကြတော့ခြင်းကြော့နေတာဟောကိုလည်းတန်ဖိုးမထားဘုရားတရားလည်းတန်ဖိုးမထားဟိုဈေးပေါ်လိုက်တာဗျာကြုံရကြော့နေကြတယ်သဘောပါသလားဟိသတိထားတယ်မထားတယ်အခုလဲ၅ပါးအာယုံကာမဂုဏ်ဆိုတော့အဲ့ဒီကာမဂုဏ်နဲ့တောက်လောင်နေတဲ့မိတွေဟာဒီအာယုံပေါ်မှာမိဖြစ်ကြတောင်းကြရှိရင်ကြောင်းကြဒါတွေမလာရဘူးလားမရှိတော့တောင်းတနေတာရှိတော့ကျင်တတ်ပြီနော်ဟုတ်ပြီခုနကကာမဂုဏ်အာယုံစွန့်လွတ်ထားတဲ့ပီတိဆိုတော့အာယုံပါသလားကာမဂုဏ်အမိပါသလားမပါတော့သူအမိကလွတ်နေအခုခင်ဗျားတို့ကြည့်ဝင်လေတိထွက်လေတိအဲ့ဒီထဲမှာဘယ်ကာမဂုဏ်ပါတော့ဝင်လေထွက်ကောကြံစီစရာလို့သလားထွက်လေထွက်ကောဒါမှမဟုတ်ဝင်လေထွက်လေနေရာမှာဘုရားပြောတာအတ္တတတိပတ္တတတိဆိုတာဝင်လေတိထွက်လေတိဝင်လေပဲချိန်သိမလဲထွက်လေပဲချိန်သိမလဲဝင်လေဝင်ပြီးတော့ထွက်လေမထွက်မှပူစရာထွက်လေထွက်ပြီးတော့ဝင်လေမဝင်မှပူစရာသူ့အတွက်ကြံစီစရာကောမလိုဘူးနော်ဘာလေးပဲလုပ်နေတော့ဝင်လေသိထွက်လေသိအဲ့ဒီဝင်လေထွက်လေဆိုတာကအာယုံသိနေတာကစိတ်ဝင်လေထွက်လေကသိနေတာကအဲ့ဒီစိတ်သည်ဘယ်ပေါ်မှာကန့်ညိနေတော့ဘယ်ပေါ်မှာကန့်ညိခြင်းမရှိဘူးသားရှိတော့ကသားအာယုံသားလေးမြင်တာကအစင်း
မြင်တယ်လို့သိတာကစိတ်သို့တော့သားမြင်ပြီးတော့ဒီတိုင်ရပ်သွားသလားအခုဝင်လေကြတော့ဝင်လေသည်ထွက်လေသည်နောက်ထပ်ဘာတွေးစရာရှိဘာကြောင်းကြစရာရှိတော့ကြောင်းကြရင်လည်းဝင်လေထွက်လေတော့ကြောင်းကြမလားမကြောင်းကြဘူးဝင်လေထွက်လေရသတဟိုသားပူပူနေတာကရှင်းသလားအဲ့တော့သားအတွက်ပူတော့ကသားအာယုံလေးမြင်လာတဲ့အခါမှာမြင်ပြီးတဲ့နောက်ဒီတိုင်းရပ်နေသလားသားဘူးသမီးဘူးစီဆက်သွားသလားသားအတွက်တောင်းတခြင်းငါသားလေးဘယ်လိုဖြစ်စေချင်တာဘယ်လိုရစေချင်တာဘယ်လိုထူးချွန်စေချင်တာမလားဘူးလားတခါထူးချွန်နေတဲ့သားမထူးချွန်တဲ့သားပေါ်မှာကြောက်ကြတဲ့စိတ်ကောမဖြစ်ပေဘူးလားဖြစ်တယ်ဆိုတာအဲ့အာယုံနဲ့ဆက်နွယ်ပြီးအာယုံကမိယာတွေမှာဆက်ပြီးတော့တောင်းတခြင်းကြောက်ကြခြင်းနေမလားဘူးလားအခုအာနာပါနရှုနေတော့အာနာပါနကအာယုံပါပဲသို့တော့အဲ့ဒီအာယုံကိုတောင်းတစရာလဲပါသလားကြောက်ကြစရာရောမပါတော့ဒါလေးနဲ့ပဲနေလိုက်တယ်ဆိုဝင်လေထွက်လေဝင်လေသိထွက်လေသိဝင်လေသိထွက်လေသိဒီအာယုံကလွဲပြီးတပါးသောအာယုံပေါ်မှာစီစိတ်ကကန့်ညှိခြင်းမရှိတော့ဘူးဆိုရင်စိတ်ဟာငြိမ်းချမ်းလာပြီးတော့ဝိတေဝိသရာပီတိဒုက္ခဧကဂရဟောလွတ်မြောက်တဲ့ပီတိလေးတွေဝင်လာဘာဝင်လာသေချာလို့ဘာဝင်လာတော့ဘယ်ကလွတ်တာဘယ်ကလွတ်တာနော်ဘယ်ကလွတ်တာတော့အဲ့ဒါအရေးကြီးတာပေါ့ဗျာနော်ဒါအရေးကြီးလို့ပြောတာနော်ကဲဦးသိန်းကပြင်မောနေဟိုလိုလုပ်ပြဒီလိုလုပ်ပြဆိုခင်ဗျားတို့ထင်သေးလို့လားစော်ကားနေတာလားအထင်တော့မလွဲလိုက်နဲ့နော်လွဲလိုက်နဲ့ဆိုတာကပြောပြီဆိုကြတဲ့ကသိစေခြင်းလို့ပြောတာသိရမယ့်ကိစ္စမို့လို့ပြောနေတာဆိုတော့ပီတိဆိုတာကိုတချို့ကသားကြောင့်ရတဲ့ပီတိကိုသားလေးကကိုဖြစ်ချင်တယ်လို့ဖြစ်နေရင်ဘာဖြစ်လဲပီတိဖြစ်နေအဲ့ဒီပီတိဟာအဲ့ဒီပီတိနားလေးတင်သားပေါ်မှာအလိုကျတဲ့စိတ်ကလေးတင်ရပ်ပြီးတော့နေသလားဆက်ပြီးပါလာမယ်ထင်ဒီသားလေးဒီထက်တိုးတက်စေခြင်းနဲ့တောင်းတမှုဒီသားလေးဒီတိုးတက်မှုကလေးဆုပ်ယုပ်ပျက်စီးသွားမှဆိုတဲ့ဟောအဲ့ဒါကာမဂုဏ်ကြောင့်ဖြစ်တဲ့မီးရှင်းတယ်နော်ကောင်းပြီအခုဝင်လေထွက်လေမှာကြတော့ဝင်လေကိုလည်းကြံစီစရာပါသလားထွက်လေကိုကြံစီစရာလဲသေချာလုံးနော်အရေးကြီးတဲ့နေရာတွေမို့လို့အရေးကြီးတယ်လို့ပြောနေတာဒီတရားကိုဦးဇင်းတို့ကဟိုးလွန်ခဲ့တဲ့လို့ပြောနေတာဒီတရားကိုဦးဇင်းတို့ကဟိုးလွန်ခဲ့တဲ့2 ရက်လောက်ကလေးကသိမ့်ဖို့ကြိုးစားနေတာသိမ့်လို့မဖြစ်နေတာနောက်မှယမကဟောမယ်လို့ပြောထားတယ်အဲ့တော့ယမကယဟန္တာသိရင်ဖြစ်သေးလားမဖြစ်တော့ဘူးလားဆိုတဲ့ယမကသူတော်ကောင်းတို့ကိုမေးကြည့်တယ်မလောက်ကြတဲ့အတွက်ဒါအရေးကြီးတဲ့ဒိဋ္ဌိပြုတ်တရားတွေကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကျေးဇူးဆက်ရင်းနဲ့ဟောဖို့အစီအစဉ်ရှိတယ်ဒါပေမဲ့ဒီနေ့ဘယ်နည်းရရှိလို့ဘယ်နည်းရရှိပြီသူ့ဘကိုစခန်းမသတ်နိုင်သေးဘူးဖြစ်နေအဲ့တော့စခန်းတတ်တာမတတ်တာကိုအသာထားတရားတစ်လုံးတိုင်းသဘောပေါက်ဖို့တော့အခုရိုးရိုးလေးပြောသွားရင်ဘုရားပြောတဲ့အတိုင်းပြောရင်စာရဲပါတဲ့အတိုင်းပြောရင်လောင်စာကြောင့်တောက်တဲ့မီးနဲ့လောင်စာမပါပဲတောက်တဲ့မီးလောင်စာမပါတဲ့တောက်တဲ့မီးကပို့ပြီးတော့မှတောက်ပါတယ်ပို့ပြီးအယောင်ဝါတွေအလျံပြောင်နဲ့တောက်လောင်နိုင်တယ်ကောင်းပြီအဲ့ဒါကိုဥပမာပေးလိုက်တော့၅ပါးအာယုံကာမဂုဏ်ကြောင့်ဖြစ်တဲ့ပီတိနဲ့၅ပါးအာယုံကာမဂုဏ်မပါပဲဖြစ်တဲ့ပီတိဘယ်ဟာပိုချမ်းသာလဲဒါပြီးဆက်ဟောလိုက်ရင်တရားသိလို့ရတယ်
ဟုတ်ပြီနော်ဒါလောက်နှိုက်ချွတ်ချွတ်ခင်ဗျားတို့မကြံဘူးမကြံရင်ဉာဏ်အမြင်စင်ကြယ်မှုဆိုတာလာမလားမလာလို့ဒါလေးလှည့်ပတ်မေးနေရတယ်နော်ဒီအမြင်လေးတစ်ခုစင်ကြယ်သွားပြီဆိုရင်လည်းသူတော်ကောင်းတို့မှာငါတို့ဘာကိုအားကိုးနေမယ်ဆိုတာမထင်ရှားဘူးလားအခုအာနာပါနတချို့ကဝင်လေထွက်လေပဲလုပ်နေရရင်သိထင်သေးတာမလီအာနာပါနကြီးလုပ်ရအာနာပါနတွေတင်ပြီးသလားဦးဇင်းကိုမေးဘူးတဲ့ဒကာကြီးတယောက်ကဦးဇင်းအဲ့ဒီအာနာပါနရှုနေုံနဲ့ပြီးသလားတဲ့ဟိုဖះကိုအာနန္ဒအရှင်အာနန္ဒအရှင်မြတ်ကြီးဒီစကားမေးဘူးတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟေးအာနာပါနမင်းဒီဝင်လေထွက်လေတစ်ခုတည်းသာမင်းရှုနေရင်ကျန်တာအလုံးပြည့်စုံသွားတယ်ကွာဝိသုဒ္ဓိ9ပါးမဲ့ခင်10ပါးဘုဇင်9ပါးအကုန်ဒီထဲပြည့်စုံတယ်ကွာဘောဓိပက္ခိယ38ပါးလုံးပြည့်စုံနိုင်တယ်လို့ဘုရားအာမခံချက်ပေးတာအခုလည်းတော်ကောင်းတော့ဝင်လေဒီပြီးတော့ဘာမှမရှုတတ်ဘူးဝင်လေထွက်လေလေးပဲရှုတတ်တယ်အေးဒါဆိုဟုတ်ပြီနော်ဦးဇင်းတို့ကအားပေးရတယ်အဲ့တော့အာနာပါနာလေးရှုနိုင်ရင်ကိုနဲတဲ့ကျေးဇူးမဟုတ်ဘူးဒါကိုတန်ဖိုးသိအောင်ကြိုးစားဖို့မလိုဘူးလားကိုယ်တိုင်မမြင်သေးပဲနဲ့သိမလားအဲ့ဒီမြင်နိုင်တဲ့စွမ်းအားဆိုတာလဲအားထုတ်နေမှသိမှာအဲ့တော့အခုပြောကြည့်တာဝင်လေထွက်လေရှုတဲ့အခါမှာဝင်လေထွက်လေရဲ့ဥပ္ပကိလေသာလို့ခေါ်တယ်အနှောက်အယှက်ဖြစ်စေတတ်တာတွေရှိတယ်ဝင်လေကိုလည်းမတောင်းတနဲ့ထွက်လေကိုလည်းမတောင်းတနဲ့ဝင်လေကိုလည်းမကြောက်ကြနဲ့ဘုရားသတိပေးထားတာမရှိဘူးလားအဲ့တော့ဝင်လေထွက်လေကတောင်းတစရာလိုသလားဝင်လေသိဘယ်ချိန်သိမှာသူကရှူတဲ့ချိန်ကြမှာသိမှာထွက်လေသိဘယ်ချိန်သိမှာထွက်တဲ့ချိန်မှာသိမှာကိုကလောက်ကြံယူရမှာလားကိုကအာရမဝင်အောင်လုပ်ထွက်အောင်လုပ်ဒီလိုလားမဟုတ်ဘူးဝင်မှန်ထွက်မှန်ရှူရင်ရှူမှန်ထုတ်ရင်ထုတ်မှန်မရှူသေးရင်မှသိုံပဲဘာမှလုပ်ချင်မလို့ရှင်းသလားတချို့ကဝင်လေနဲ့ထွက်လေကြဗျာအားနေတာဝင်လေမရှူသေးပဲနဲ့လို့ဟိုမရှူသေးရင်မရှူသေးတာသိနေပေါ့ရှူရင်ထုတ်ရင်ဒါပေမဲ့သူတို့တောင်းတစရာလဲကြောင်းကြစရာလဲဝိတက်ဝိသနာဆိုတာဟောဒီဝင်လေထွက်လေအာယုံကလေးကနေမပြတ်အောင်ဝိတက်ကကြံစီရတယ်ဟုတ်ပြီနော်ဝိစာရကသုံးသတ်နေမသုံးသတ်ဖဲနဲ့အာယုံမပြတ်အောင်ထိန်းလို့မရဘူးဆိုတော့အဲ့ဒီဝိတက်ဝိစာရကလည်းကြံစီပြီးတော့တောင်းတနေတာလားကြောင်းကြနေတာလားမပြတ်ယုံထိန်းထားတာလားဟောဒီဝင်လေထွက်လေအာယုံလေးကမပြတ်ယုံပဲဒါလေးရှုနေရင်ဘာဖြစ်မှာတော့ညာဖြစ်မှာတော့နောက်ကတွေးတောမှုတွေလာသလားတောင်းတမှုတွေရောဦးဇင်ပြောဘူးတယ်နော်နိုင်ငံခြားကယောဂီကြီးတွေတရားအားထုတ်နေကြတော့ရှင်ဖျားတို့မလုပ်နေကြလို့ဘယ်နှစ်ရှိပြီတော့ဒီပြော9နှစ်ရှိပြီဒီပြော3နှစ်ရှိပြီဒီပြော9နှစ်ရှိပြီကောင်းပြီအခုတရားအားထုတ်ရတာဘယ်နဲ့တော့ဆိုတော့လုပ်ရတာတော့ကောင်းပါလေဒါပေမဲ့အဆင်မပြေဘူးဘာမပြေတာတော့ကောင်းတယ်လည်းပြောတယ်မပြေဘူးလည်းပြောတယ်ဘာတော့ဘာအယောင်မှမမြင်ရဘာအလင်းမှမမြင်ရဟုတ်ဆိုသူတို့ဆရာပြောထားတာကအာနာပါနရှုပြီးတော့သမာဓိတည်လာရင်ဘာပြောအယောင်အလင်းတွေမြင်လာမယ်ဟုတ်ပြီနော်အဲ့တော့ဒီပုဂ္ဂိုလ်တွေကအာနာပါနရှုနေတာလားအလင်းရောင်လိုက်ရှာနေတာဟောအဲ့ဒါကာမဂုဏ်အကျဉ်းစီဝင်နှောက်ယှက်နေတဲ့အတွက်ဒီပုဂ္ဂိုလ်သမာဓိတည်ကြည်မှုဆိုတာမရဘူးဟောကပီတိဖြစ်မှလာမဲ့အလင်းရောင်အဲ့ဒါကိုသူတို့ကပီတိမဖြစ်ခင်ကရှားနေတော့ရမလားကောင်းပြီဒါသဘောနားလည်ုံလေးပြောပြတယ်အဲ့တော့ဒါကြောင့်မို့တရားအားထုတ်မယ်ဆိုဦးဇင်းတို့ဒီနောက်ပိုင်းမှာသတိပေးလာတာရှိတယ်တရားဘယ်လိုအားထုတ်မလဲတရားသိအောင်အားထုတ်မယ်တရားနာရင်ဟောရှင်းရလားသောတာပန်ဖြစ်ခြင်းလို့သံဃာကံဖြစ်ခြင်းလို့အနာဂံဖြစ်ခြင်းလို့ဒီလိုလားဘာသိအောင်လို့အခုတည်းပီတိအဲ့ဒီဝင်လေထွက်လေကလေးရှုရင်းနဲ့စိတ်ကလေးငြိမ်းလာပြီဧကဂရဆိုရင်ငြိမ်သွားရင်ငြိမ်ရင်ကြီးလာတာပဲ
ငြိမ်ပါဖြစ်တော့ကြည်လာတဲ့ဆိုတာစိတ်တဝိဝေကကာယဝိဝေကစိတ်ငြိမ်ကိုငြိမ်ဖြစ်လာရင်စိတ်တပတ္တိကာယပတ္တိဟောကိုယ်ကလည်းကြည်လင်အေးချမ်းလာတယ်စိတ်ကလည်းကြည်လင်အေးချမ်းလာတော့အာယုန်တွေထွေပြားခြင်းရှိသေးလားမထွေပြားတဲ့အလျောက်ကာမဂုဏ်အကျဉ်းစီတွေရောလာသေးလားဒါဖြင့်ကာမဂုဏ်ကနေဘာဖြစ်နေလို့လွတ်နေတယ်ကာမဂုဏ်ကနေလွတ်နေတော့ကာမဂုဏ်ဆိုတာကတောင်းတမှုကြောင်းကြမှုတောင်းတကြောင်းကြနေတာကာမဂုဏ်ခေါ်တာပဲရှင်းရလားတောင်းတကြောင်းကြနေတာဒါဖြင့်ခုနအာနာပါနကိုအာနာပါနသီးသန့်လုပ်နေရင်တောင်းတเสียလဲကြောင်းကြเสียလဲမရှိဘူးဆိုအဲ့တောင်းတခြင်းကြောင်းကြခြင်းကလွတ်နေတယ်အဲ့ဒီလွတ်နေတဲ့ချမ်းသာအဲ့ကြမှာပီတိဆိုနှစ်သိမ့်ခြင်းလွတ်မြောက်ခြင်းကြောင့်နှစ်သက်လာတဲ့တခါတည်းဒီကိုယ်လုံးဂွန်းစီထိသလိုပေါ်ပါလန်းဆန်းလာတဲ့ချိန်မှာပီတိဒုက္ခဧကကရပီတိနှစ်သိမ့်ခြင်းနှစ်သက်ခြင်းဒုက္ခချမ်းသာခြင်းဆိုတာကာမဂုဏ်မိပြီးချမ်းသာတာလားကာမဂုဏ်လွတ်ပြီးချမ်းသာနေတာအဲ့ဒီနေရာမှာငါဘာဖြစ်ချင်တယ်ညာဖြစ်ချင်တယ်လာရင်အဲ့ဒီဒုက္ခပြောင်းမယ်နော်ရှင်းသလားဟိုကဧကကရနောက်ကပါတယ်မိမိရှုနေတဲ့အာယုံလေးတစ်ခုတည်းနဲ့ငြိမ်းချမ်းပြီးတော့ချမ်းသာနေတယ်နှစ်သက်နေတယ်သဘောပါသလားအဲ့ဒီပီတိဟာခုနကကိုဖြစ်ချင်တာတွေကိုသားသမီးလေးကိုပစ္စည်းလေးဖြစ်ချင်တာတွေဖြစ်လို့ရတဲ့ပီတိနဲ့အခုအဲ့ဒီဖြစ်ချင်တဲ့တောင်းတခြင်းကြောင်းကြခြင်းကင်းပြီးတော့ရလာတဲ့ပီတိနဲ့ဘယ်ဟာကပို့ပြီးတော့ချမ်းသာမလဲဟောဒါဖြင့်အဲ့ဒီမိကပို့ပြီးတော့အလျံပြောင်ပြီးတော့အယောင်အဆင်းလာပါတယ်ရှင်းရလားဘုရားကဒါကိုဥပမာပေးခြင်းတာအဲ့တော့ဒီ၅ပါးအာယုကာမဂုဏ်ထဲမှာနစ်မွန်းနေတဲ့ပောက္ခရသာတိတို့လိုပုဂ္ဂိုလ်မျိုးကဒီကာမဂုဏ်အာယုကလွတ်မြောက်တဲ့ချမ်းသာမျိုးကိုသူတို့သိမလားဟောဒါဖြင့်လူတို့ရဲ့သဘောတဘာဝကလွန်မြောက်တဲ့လောကကလွန်မြောက်ကြောင်းတရားကိုသူ့မှာသိနိုင်မြင်နိုင်စွမ်းရှင်းကြလားဟိအခုလေဦးဇင်းတို့တရားအားထုတ်နေကြတယ်ဆိုတာကာမဂုဏ်ထဲမှာမွေးလျော်ဖို့အားထုတ်နေကြတာလားကာမဂုဏ်ကလွတ်မြောက်အောင်အားထုတ်နေတာလားလွတ်မြောက်အားထုတ်နေတာဆိုတရားအားထုတ်နေတဲ့အချိန်မှာဘာကင်းရတောင်းတမှုနဲ့အဲ့လိုလှုပ်ရှားမှာဘယ်ကိလေသာတွေပြောမဘူးကျုပ်ဒီထဲမှာဒီကိလေသာတစ်လုံးမှမပြောဘူးဟမ်ဘာကြည့်ရမလဲမတ္တကရောချိတ်ကာမဂုဏ်ကင်းနေရမယ်ဆိုရင်ဒါဟုတ်တယ်ရှင်းသလားအဲ့ဒါကိုဦးဇင်းတို့ကဟာသောတာပန်ဖြစ်ခြင်းလို့မဉ္ဇဉ်ပူညာရခြင်းလို့တောင်းတနေတယ်ဆိုရင်ဒီပုဂ္ဂိုလ်တောင်းတမှုကင်းတဲ့ချမ်းသာကိုရနိုင်မှာဝိမု ക്തി ရတ္တဆိုတဲ့လွတ်လပ်ခြင်းအရာတွေမရနိုင်ဘူးဆိုရင်ဉာဏတသနာဝိသုဒ္ဓိဉာဏ်မြင်စင်ကြယ်ခြင်းကောသဘောပါသလားအဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကသူ့ဘာကိုသူ့ဘာအဲ့ဒီ၅ပါးအယုံကာမဂုဏ်တွေကလွတ်မြောက်နေတဲ့ချမ်းသာကိုခံစားဘူးမှဒီလိုချမ်းသာမျိုးဟာဧကံရှိတယ်ကွကာမဂုဏ်ကလွတ်တဲ့ချမ်းသာအခုခင်ဗျားတို့ကျတို့တသံတရားလုံးမှတ်ထားတာကကိုဖြစ်ချင်တာဖြစ်မှလိုချင်တာရမှစိတ်သွားတိုင်းလိုရာဆန္ဒဒါမှချမ်းသာတယ်ထင်တာရှင်းသလားတကယ်ချမ်းသာအစိတ်ကတောင်းတမှုကြောင်းကြမှုကလွတ်မြောက်နေတာကမှချမ်းသာအစိတ်ဒါမို့လို့တရားထုတ်ပြီဆိုရင်ဘာမှမတောင်းတနဲ့ဘာမှမကြောင်းကြနဲ့အဲ့ဒီတောင်းတမှုကြောင်းကြမှုကင်းအောင်ကင်းနဲ့နေနိုင်အောင်ခု15မိနစ်လေ့ကျင့်နေတယ်နာယီဝဲလေ့ကျင့်နေတယ်တနာယီဟောဒါဖြင့်တရားအထုတ်နေတဲ့အချိန်မှာတာရည်သမီးစီဝါရေးမစင်းစားနဲ့ခုခင်ဗျားတို့တစ်သက်လုံးအားထုတ်နေတာလားတနာယီချင်းလောက်တာရှင်းတယ်နော်ခုကဲတရားပွဲပြီးဘယ်လောက်ထိုင်လဲ
ဒါ15မိနစ်မလို့အကုန်လက်ခံတာနာယီဝက်ဆိုရင်နောက်ကစောရကလာတော့တနာယီသာဆိုလို့ကတော့တရားနာတောင်တော်တော်စဉ်းစားရမယ်ဟိုနောက်ချမ်းကထိုင်မှဖြစ်မှာဟမ်သဘောပါသလားမဖြစ်မနေနာကျင်တယ်ဆိုရင်တောင်မှလစ်လို့ရတဲ့နေရာကကြည့်တတ်ကြလားဘာလို့ဆိုခင်ဗျားတို့တောင်းတမှုလည်းမကင်ဘူးကင်းအောင်လည်းမနေတတ်ဘူးကင်းအောင်လည်းဒါမှမဟုတ်အခု15မိနစ်မလုပ်နေတာကင်းအောင်လေ့ကျင့်ကင်းအောင်အခုကဲတရားရိပ်သာကြီးတွေနော်မေတ္တာရှင်ကရုဏာရှင်ဆရာတော်သံဃာတော်တွေနဲ့လူပရိသတ်တွေပေါ့လေတရားဓမ္မတွေတရားရိပ်သာတွေဆိုတာလဲတရားဓမ္မအင်အားမပါဘဲနဲ့ရသလားမရဘူးသာသနာကြီးတွေဟုတ်လားသာသနာပြုလုပ်ငန်းအလုံးဟာဆရာတကာအပေးယူမြမှာရတယ်ဆရာကြီးပဲနေလို့လဲဆရာတွေဘလောက်စွမ်းနေတရားဓမ္မထောက်ပံ့မှုမရှိမရဘူးတရားဓမ္မတွေဘလောက်ထောက်ပံ့ရင်ဆရာဇွမ်းမရှိရင်လဲရှင်းလားအဲ့တော့ဦးဇင်းတို့ကတက်ဆိုင်ရာလေးတွေကွက်ပြီးပြောမှာပေါ့လေအခုပရိယတ္တိပရိပတ်တိအာထုတ်เสียလူတွေအတွက်လေ့လာเสียအာထုတ်เสียတရားရိပ်တာတရားစခန်းတွေမရှိဘူးလားကဲအဲ့ဓာတွေဟာသူတော်ကောင်းတို့အတွက်ဘာလုပ်ပေးနေတာလဲလေ့ကျင့်ပေးနေတာအဲ့တော့စီကံကြီးတဲ့ရိပ်တာဟာပို့ပြီးတော့သူတော်ကောင်းတို့အတွက်လေ့ကျင့်เสียကောင်းတဲ့နေရာတချို့မလေးဝစီပိတ်ကျင့်ရတာကောင်းတယ်ဦးဇင်းကဘုန်းကြီးကလည်းအဲ့ဒါတရားနဲ့ထည့်ဟောပေးပါဆိုမှဘုန်းကြီးကကောင်းတယ်ပြောတယ်ဟာကောင်းလို့ကောင်းတယ်ပြောတာစကားများရင်တရားမှားကုန်တာပဲရှင်းသလားဒါဖြင့်ကိုရောရိပ်တာဘာလို့ဝစီပိတ်မလုပ်လဲမင်းတို့မလာမှာစိုးလို့ပါကွာရှင်းသလားတကယ်ကတော့မပြောလေကောင်းလေတရားလုံးမှလေ့ကျင့်တာလေငါးပါးအယုံကာမဂုဏ်ကိုစွန့်လွတ်နိုင်အောင်လွတ်မြောက်အောင်ဆိုတော့တောင်းတခြင်းလဲကြောင်းကြခြင်းလဲဒါတောင်မှတော့သူကခွင့်ပြုထားတာရှိပါတယ်ဆရာကြီးဦးကိုအင်္ဂါတို့ရိပ်တာတွေဦးဇင်းတို့သွားလေ့လာတော့ခါကြတော့ဘာလို့တော့ကိုခန်းပေါက်မှာစာလေးနဲ့ရေးချိတ်တာဓမ္မလုတ်သားတွေကလာပြီးတော့အဲ့စာလေးယူသွားတယ်ဆိုတော့သူကစာနဲ့တောင်းရင်တော့ရတယ်ဇတ်နဲ့တာမတောင်းလို့မရဘူးအဲ့ဒါပါပိတ်ပြဖို့ကောင်းတယ်ရက်ဆက်တဲ့ဘုန်းကြီးလို့ပြောမှာနော်ဟမ်တောင်းတမှုကင်းအောင်ဆိုတာကျင့်တယ်မကျင့်တဲ့10ရက်9ရက်ရက်ကန်းသမှုနဲ့ကျင့်တာပါဗျာခင်ဗျားတို့တစ်သက်လုံးကျင့်တာလည်းမဟုတ်ရှင်းသလားဒါဖြင့်လွတ်အောင်လုပ်တယ်မလုပ်တဲ့တကယ်ဆိုရင်တကယ်လုပ်ပေးတဲ့ပုဂ္ဂိုလ်တွေကျေးဇူးတော်တရားအောင်ပါရှင်းသလားသက်လွတ်ကျွေးတယ်ဟာသိကောင်းတာပေါ့ကိုယ့်အကိုသီးနှံကြီးပဲရွေးစားပါဆိုရင်မစားနိုင်ဘူးရှင်းသလားဦးဇင်းတို့မိုးကုတ်မြို့မှာဒါပြဿနာလာလို့တော့အဲ့ဒါပြောပြတယ်မင်းတို့မိုးကုတ်လို့ဇီးရွက်လောက်ရှိတဲ့မြို့ကလေးမှာယောဂီ200 300ဆိုတာကျွေးမယ်ဆိုရင်ဝတ်သက်ယုံကျက်သက်ယုံသွားမမှာပဲနဲ့ရသလားမရလို့သက်လွတ်ကျွေးတာအကောင်းဆုံးရှင်းသလားအဲ့တော့အကြောင်းအကျိုးကိုလျော်ကန်အောင်မကြည့်ပဲနဲ့ကိုယ်အကြိုက်နဲ့ကြည့်ဘာလို့လဲအေးကိုယ်အကြိုက်နဲ့ကြိုက်နေရင်တော့ဘယ်ရိပ်သာမှမကောင်းရှင်းသလားအဲ့တော့အကျိုးများတဲ့အလုပ်ကိုအကျိုးများအောင်လုပ်တတ်မှရှင်းသလားအဲ့တော့တရားအထုတ်ပြီးဆိုအဓိကဘာလုပ်ရမလဲတရားသိအောင်လုပ်မယ်ဘယ်လိုလုပ်မလဲတောင်းတမှုအဲ့ဒါတောင်းတမှုကင်းအောင်ကြောင်းကြမှုကင်းအောင်လုပ်ရမှာအဲ့ဒါတရားအထုတ်တာပဲလို့ဒါလေးမှတ်ထားရှင်းသလားဒါဖြင့်ညောင်းလို့ပြင်လိုက်တယ်ဘာကြောင့်ပြင်ရတောင်းတမှုကြောင့်ပြင်ရတယ်ကြောင်းကြမှုကြောင့်ပြင်ရတယ်ဆိုတော့ဒါတောင်းတမှုကြောင်းကြမှုကင်းအောင်လေ့ကျင့်နေတာဒီပုဂ္ဂိုလ်ဟာလေ့ကျင့်မှုအားနည်းနေတယ်လို့ဒီလိုပြောရလက်ခံသလားအားလုံးသဘောကျသလားအဲ့တော့တရားထုတ်ပြီဆိုကြတဲ့ဘာကင်းအောင်လုပ်ရကျင့်တတ်ပြီနော်
အဲ့ဒါတွေကင်းစေခြင်းလို့တရားသိအောင်လို့ပရိယေနဲ့ပြောထားတာတကယ်ကဘာကင်းစေခြင်းလားဒါမို့လို့တရားစခန်းသွားတော့မယ်ဆိုရင်တခါတည်းကိုဆုံးဖြတ်သွားတော်ပြီကျွေးတာနဲ့စားမယ်နော်ရှိတာနဲ့လောက်အောင်နေမယ်ဟုတ်ပလားထားတဲ့နေရာမှာနေမယ်ခိုင်းသလိုလုံးမယ်ရိတ်တာစီကန်းနဲ့ကိုဆရာသမားအဆုံးအမနဲ့ကိုဒီလိုဖြစ်ရမယ်ကိုစိတ်နဲ့ကိုလုပ်လို့ရသလားဒါမို့ကိုအကြိုက်နဲ့မကြိုက်နဲ့ရှင်းသလားဟဲ့ကောင်းပြီအဲ့တော့မှသူ့ဘကိုဘုရားရှင်ကိုရောမြတ်ကြီးကဒီပီတိအကြောင်းပြောလိုက်တဲ့အခါကျတော့သူ့ဘသဘောကျသွားတယ်သဘောကျသွားပြီးတော့သူ့ဘကဆက်မေးတယ်အရှင်ဘုရားတဲ့အရှင်ဘုရားဟာဗြဟ္မပြည်ရောက်ကြောင်းတွေကိုလမ်းညွှန်နိုင်တယ်နီးပေးနိုင်တယ်ဗြဟ္မပြည်ရောက်ကြောင်းကိုသိတယ်လို့တပည့်တော်ကြားဘူးတယ်ဟုတ်သလားတဲ့လာပြီသူနည်းနည်းအမြင်ကလေးရလာပြီနော်ခုနကမိတော့မေးတော့လဲသူဖြေတဲ့နေရာလျော်ကအောင်ဖြေနိုင်ဘူးလားလောင်စာပါပြီးတော့တောက်တဲ့မိနဲ့လောင်စာမပါဘဲတောက်တဲ့မိဘယ်ဟာပိုအလျံပြောင်းတယ်လဲလို့မေးတော့သူ့ဘဘယ်လိုဖြေလဲလောင်စာမပါဘဲတောက်တဲ့မိမြန်အကယ်၍ရှိခဲ့ရင်ဒါလေးမှတ်ထားသတိရစေခြင်းလို့ပြောတာဆင်ခြင်နိုင်တဲ့အားကောင်းမှပိုင်းခြားသိနိုင်တယ်နော်ဆင်ခြင်နိုင်တဲ့အားမရှိဘဲနဲ့ဒါဖြင့်အခုငါတို့ကဆင်ခြင်တတ်အောင်လေ့ကျင့်နေရဘာဖြစ်လဲဒါမှမနေ့ကမေကွန်းမေးလိုက်တယ်ကိုယ့်ကိုအိမ်ကဖြေခဲ့ကြပြောတာကြည်တတ်တယ်နော်ဘယ်သူကိုယ်တိုင်သိရမှာဟာဥစဉ်ရတော့ဥစဉ်သိပြီးသားဥစဉ်ကဇာတ်ထဲဖတ်လာပြီးသားသိပြီးသားဥစ္စာဟင်ကျုပ်သိုံနဲ့ခင်ဗျားတို့ပြီးသလားကျေးဇူးများသလားတချို့ကဥစဉ်လေးကတရားဟောသိကောင်းတာအဲ့ဒါအဓိကမဟုတ်ပါဘူးဟင်ဘုန်းကြီးတရားဟောကောင်းတော့ခင်ဗျားတို့ဘာကျေးဇူးများတော့မများသေးဘူးကိုယ်တိုင်သိနိုင်မှရှင်းသလားသိအောင်လုပ်ပေးရမှာကျုပ်တို့တောင်းသိအောင်ကြိုးစားရမှာကနှစ်ဖက်အပေးယူပြမှာဖြစ်မှာနော်တင်တဲ့လူကဘလောက်တင်နေနောက်ကရေသာခိုးပြီးဟုတ်ပါမမလီဘုန်းကြီးကသိပြောတတ်တာသူကအဲ့လိုရှင်းပြတော့ငါတို့ညာနဲ့ရှင်းသွားတာဘုန်းကြီးပြောတာသိဟုတ်တယ်ဘုန်းကြီးပြောတာနဲ့ရတယ်သူတို့အသိကိုပါသေးရလားအဲ့တော့သိအောင်မကြိုးစားပဲနဲ့ရမလားအေးအဲ့တော့ဒါလေးကိုဘုရားရှင်ကိုရောမြတ်ကြီးက၅ပါးယုံကာမဂုဏ်နဲ့ရှင်တဲ့ပီတိကာမဂုဏ်နဲ့မရှင်တဲ့ပီတိလွတ်မြောက်နေတဲ့ပီတိဒီနှစ်ခုချမ်းသာနှမျိုးကိုရှင်ပြလိုက်တော့သူ့ဘသဘောကျသွားတဲ့နောက်နော်သူကဆက်မေးပါတယ်ဘုရားရှင်ကိုရောမြတ်ကြီးနဲ့ရှေ့ပိုင်းမှာပြောခဲ့သလိုမင်းတို့ကုသိုလ်ဖြစ်ဖို့၅မျိုးထဲမှာအဓိကထားတာဗါတဲ့အဓိကထားတာပိကံစွန့်ကြဲခြင်းကောင်းပြီအဲ့ဒီရစ်ပူဇော်ပွဲမှာလာစားတဲ့ပုံသားကြီးတွေတယောက်ကငါပဲနေရာရခြင်းတယ်တယောက်ကနေရာမရလိုက်ဘူးအဲ့တော့နေရာရတဲ့ပုံသားကလည်းသူများနေရာမရအောင်အဘိဓါပွားနေတယ်နေရာမရတဲ့ပုံသားကလည်းသူများနေရာရတာကိုအိတ်သာပွားနေဆိုရင်အဲ့ဒီကုသိုလ်ကစင်ကြယ်အောင်မလားအဲ့ဒီပိကံစွန့်ကြဲခြင်းဟာအောင်မြင်အောင်မလားမအောင်မြင်တော့နှစ်ယောက်လုံးစိတ်မဆင်းရဲအောင်ဆိုတဲ့ကရုဏာတရားရှေ့ရှုပြီးမလုပ်ရဘူးလားအဲ့ဒါပုံညာကရိယာဝတ္ထုပဲလို့ဘုရားပြောထားတဲ့စကားရဲ့အခုကာမဂုဏ်အာယုန်နဲ့ရှင်တဲ့ပီတိရဲ့ကာမဂုဏ်အာယုန်ကလွတ်မြောက်နေတဲ့ပီတိဒီနှစ်ခုဟောလိုက်တော့သူ့ဘသဘောကျတော့ဘာဆက်မေးတော့ဆိုတော့ပုံသားတွေရဲ့အဓိကထားတာကဗြဟ္မာဟုတ်ပြီနော်အဲ့တော့ဗြဟ္မာပြည်ယောက်ျောင်းမဲ့သူတို့အဓိကထားတော့ဗြဟ္မာပြည်ယောက်ျောင်းအစစ်မှန်ကိုရှင်ကြီးကိုရမဟောနိုင်တယ်ပြောနိုင်တယ်လို့ဆိုတာဟုတ်သလားမေးတော့ဘုရားရှင်ကိုရမကြီးကသူ့ဘာတဲ့ဟောဒီငါတို့အခုတရားဟောနေတဲ့နေရာကွာသာဝတိပြည်ဇေတဝန်ကျောင်းကနေဒီနာအနိနာမှာကျူထရန်တဲ့ရွာလေးရှိတယ်မင်းသိလားဟောသူ့ဘာသိပါတယ်ဒီအနိနာမှာဇေတဝန်ကျောင်းနဲ့တိတ်မဝေးတဲ့နေရာမှာဘာရွာရှိတယ်ကျူထရန်တဲ့ရွာဘာရွာလဲကျူထရန်လှုပ်ရောက်တဲ့ရွာပေါ့ဗျာအဲ့တော့ကျူထရန်တဲ့ရွာရှိတယ်အဲ့ဒီရွာမှာမွေးဖွားကြီးပြင်းလာတဲ့ကလေးတယောက်ကအဲ့ဒီရွာထဲကထွက်လာတဲ့အခါ
ခရီးသွားယောက်ျားတစ်ယောက်ကအဲ့ဒီကလေးကိုမေးမယ်အဲ့ဒီလူကိုမေးမယ်ကျူထရန်သေးရွာမှာမွေးတဲ့လူကိုမေးမယ်ကျူထရန်သေးရွာကိုဘယ်ကသွားရသလဲလို့မေးရင်ဒီကလေးအဲ့ဒီလူဟာဖြေနိုင်မလားမဖြေနိုင်ဘူးဘာဖြစ်လို့သူကအဲ့ရွာသားလေဒီရွာမှာမွေးပြီးဒီရွာမှာကြီးတာအဲ့တော့သူ့ကိုကျူထရန်သေးရွာလမ်းမေးရင်အခက်ခဲမရှိမဆုံးမနစ်ပဲနဲ့ရဲရဲဝံ့ဝံ့ဖြေနိုင်သလိုပဲကွာတဲ့ယမပြည်ရောက်ကြောင်းတော့ဖြင့်ငါကကောင်းကောင်းကြီးဖြေနိုင်ပါတယ်လမ်းပေးနိုင်ပါတယ်ကွာတဲ့အာဒါဖြင့်အရှင်မြတ်ယမပြည်ရောက်ကြောင်းလေးဟောပါအောင်ဘုရားဆိုတော့ယမပြည်ရောက်ခြင်းရင်လွယ်ပါတယ်သူပါတဲ့တိမေတ္တာစိတ်နဲ့နေရဒီကပါလဲတစ်ခုသောအရာကိုမေတ္တာပို့နေတယ်နှစ်ခုသောအရာကိုမေတ္တာပို့နေတယ်လေးခုသောအရာကိုမေတ္တာပို့နေတယ်ရှစ်ခုသောအရာကိုမေတ္တာပို့နေတယ်မေတ္တာစိတ်နဲ့ရှင်ပြီးတော့မေတ္တာပို့နေလိုက်တဲ့နေရာမှာကာမဂုဏ်အာယုံအနှောက်အယှက်မပါပဲနဲ့မေတ္တာဇံဝင်စားနိုင်ရင်ဘယ်ရောက်တော့အဲ့ဒီအချိန်မှာကာမဝဆရကုသိုလ်ကာမဂုဏ်အာယုန်နဲ့ပတ်သက်ပြီးလှုပ်ထားတဲ့ကုသိုလ်တွေအနာမကတ်နိုင်ဘူးတဲ့တရားကပြီးကျင်လို့ရှေ့မြန်မြန်တိုးနေရတာမေတ္တာစိတ်နဲ့နေတဲ့အချိန်ဘာမလာရဘူးလဲကာမဂုဏ်အာယုန်တောင်းတမှုနဲ့အဲ့တောင်းတမှုကြောင့်ကြမှုကိုဘာခေါ်တာလဲကာမဂုဏ်တောင်းတမှုကြောင့်ကြမှုကိုဘာခေါ်တာလဲကောင်းကောင်းကြားလားကြားတယ်နော်ဒါပေမဲ့သဘောပေါက်အောင်လှုပ်ဆမ်းပါမေတ္တာပို့နေတဲ့အချိန်ဘာမပါရဘူးလေတောင်းတမှုမပါရင်အခုအနတ္မတ္တကသန္တရာမှာသူတော်ကောင်းတို့ဒီဘဝမှာရောကာမဂုဏ်နဲ့ဆက်ရှင်တဲ့ကာမကုသိုလ်တွေလုပ်ဘူးလားမလုပ်ဘူးလားလုပ်ဘူးလေဆိုတာဤသို့လူတန်းအကျိုးရကြောင်းဆွန်းလူတော့ဆွန်းအကျိုးရခြင်းတယ်ကြောင်းလူတော့ကြောင်းအကျိုးရခြင်းတယ်ဆိုတာဒါဘာနဲ့ရှင်နေတာကာမဂုဏ်နဲ့ရှင်နေရေလူရင်ရေကျိုးလေဆွန်ကျိုး၅ပါးရေကျိုး10ပါးသဘောပါသလားအဲ့တော့ဒါတွေရကျင်တယ်ဆိုတာဘာနဲ့ဆက်ရှင်နေလဲကာမဂုဏ်နဲ့ဆက်ရှင်နေတဲ့တောင်းတမှုကြောင်းကြမှုဤသို့လူသားရခြင်းကြိုးအားကြောင့်စီးပွားရေးအဆင်ပြေပြရစေချဲပေါက်ပြရစေထီပေါက်ပြရစေဒါတွေရောမရှိဘူးလားအဲ့ဒါကုသသမီးလေးပြောတိုင်းဆိုတိုင်းရပါရစေမျိုးစုံခင်ဗျားတို့ကတောင်းထားတာအဲ့ဒါဘာတွေတော့ကာမဝဆရကုသိုလ်ခေါ်တယ်ဘာလဲငါးပါးယုံကာမဂုဏ်ကိုရည်ညွှန်းပြီးပြုလုပ်ထားတဲ့ကုသိုလ်တွေဟာအဲ့ဒီမေတ္တာဇံနဲ့နေလိုက်ရင်ကာမကုသိုလ်တွေအနာမကနိုင်ဘူးမကနိုင်ရင်ဘယ်ရောက်လဲဒါဖြင့်ဗြဟ္မပြည်တောင်ဘယ်အာယုံကလွတ်မှကာမဂုဏ်အာယုံတောင်းတမှုကြောင့်ကြမှုကင်းကင်းနဲ့မေတ္တာကိုပထမဇန်ဝိတ္တဝိဇာရပိတိဒုက္ခဧကဂရရအောင်ပွားဒါဆိုရင်ဘယ်ရောက်တော့ဒါဖြင့်မေတ္တာပို့တဲ့နေရာမှာလဲဘက်လိုက်မှုမရှိရဘူးတောင်းတမှုကင်းရမယ်ဘယ်သူတွေအတွက်မေတ္တာပို့မှာတတ္တဝါအလုံးအတွက်ဒါမို့လုံးစုံများစွာရှင်းလားတတ္တဝါခတ်သိမ်းအရှိအနောက်တောင်မြောက်လုံနေရင်တောင်မှတို့အာယုံကသိစုမရတာနဲ့အကုန်လုံးချရတယ်တတ္တဝါအလုံးရှေးရ၌နေကြကုန်သောလုံနေရင်ခင်ဗျားတို့ကမေတ္တာပို့ကြာလွန်းလို့ဆိုဇောရကတဲအောင်မှာအဲ့တော့အကုန်လုံးလုံးပြီးတော့ဓာန်တူဖြစ်သွားအောင်လုံးစုံများစွာဒါဆိုအရှိရမှာကိုယ်နဲ့မတည့်တဲ့လူရှိလဲပြဿနာမရှိဘူးဟုတ်လားမြောက်ရနိုင်နေကြကုန်သောဆိုတော့ဘေးအိမ်ကကောင်းနေမပါဘူးဒီလိုဖြစ်เสียရှိသေးလားလုံးစုံများစွာသတ္တဝါအော်နေတဲ့ထဲရမှာဟိုကောင်မမပါဘူးလုံနေတော့မတတ်နိုင်ဘူးတော့သဘောပါသလားကောင်းပြီအဲ့တော့မေတ္တာဘယ်သူတွေကိုပို့မလဲသတ္တဝါအားလို့ကောင်းပြီကရုဏာသတ္တဝါအားလို့ဆင်းရဲချမ်းသာတော့ကရုဏာဆိုတဲ့နေရာမှာလဲဆင်းရဲတဲ့သတ္တဝါလဲဘာသစ္စာဟောချမ်းသာတဲ့ပုဂ္ဂိုလ်ရောတန်တရားဩဃရဲလဲနေရတဲ့သတ္တဝါအလုံးဒီဒုက္ခကလွတ်စေခြင်းတာကရုဏာဆင်းရဲတွင်ကလွတ်စေခြင်းတာ
ခုခမရတို့ကျတော့မလွတ်တာတရားမသိတော့မလွတ်ဘူးဒီလူတွေကိုတရားသိစေခြင်းနဲ့လွတ်စေခြင်းနဲ့အဲ့ဒါပါလေကရုဏာဒါကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမဟာကရုဏာမဟာမေတ္တာရှင်လို့မပြောဘူးဗါတယ်ဘုရားကိုမဟာမေတ္တာရှင်လို့မပြောဘူးဘယ်လိုပြောတော့မဟာကရုဏာရှင်ဆိုတာသူမေတ္တာရှင်ရဲ့သိလက်ထက်ကလေးကရင်ဘုရားစုပန်ပြီးတော့ဘုရားဖြစ်ချင်တာဟာတတ္တဝါတွေကိုဘာလို့ကဲချင်တယ်ဆိုခမောကျွတ်တော့ဘာဖြစ်နေလို့ဘာဖြစ်နေလို့အဲ့ဒါမှတ်ထားအောင်ဘုရားရှင်တွေကငါတို့ကိုကဲချင်တာဘာဖြစ်လို့ဒါလေးမေ့နေတော့လေကိုထင်ရဆိုင်ပြီးကိုဖြစ်ချင်ရဖြစ်နေရင်ဒုက္ခရောက်မှန်းကိုတကယ်တော့ခင်ဗျားတို့ကျွတ်တော့လွတ်မြောက်နေတဲ့လူတွေလားနှိမ့်မွနေတဲ့လူတွေကာမဂုဏ်အာယုန်ထဲမှာရှင်းရလားအဲ့တော့ဒီကာမဂုဏ်အာယုန်ထဲမှာနေသေးသေးချမ်းသာမလားဆင်းရဲမလားရှင်းပြီနော်အဲ့တော့အချိန်ကလည်းပြည့်နေပြီကျူထရန်သေးရွာကလူကိုကျူထရန်သေးလမ်းမေးရင်ပြောနိုင်တယ်လို့ဘုရားရှင်ကိုဆိုတော့ကိုရောမြတ်ကြီးဆိုတာဗြဟ္မပြည်ရောက်ကြောင်းနေအချိန်ကြီးမလုပ်ခဲ့ဘူးလားလုပ်ခဲ့တော့ဗြဟ္မာပြည်เจ้าသူကောင်းကောင်းမသိတယ်ဗြဟ္မာပြည်ရောက်เจ้าကိုမသိပဲဘူးလားသိတော့မေတ္တာထားရမယ်မုရိဒာပွားရမယ်ဥပိ္ပခာထားရမယ်မေတ္တာကရုဏာမုရိဒာဥပိ္ပခာသာကြာနာသေးကြစွာပွားများနေရင်ဘယ်ရောက်မလဲသို့တော့ပွားတိုင်းသောမေတ္တာကရုဏာမုရိဒာဥပိ္ပခာတရားတွေအားလုံးဟာဘယ်ကလွတ်ရရှင်းရလားဘယ်ပါမယ်ရှင်းနေပြီနော်အဲ့တော့အချိန်တော့ပြည့်နေပြီဒီနေ့ဒီလောက်ပဲမနေ့ပြန်မှာဒီသုတ်ကိုဏီကုန်းချုပ်မယ်အဲ့တော့အခုပြောခဲ့တဲ့ကအလုံးနားလဲသလားဒါဖြင့်ကာမဂုဏ်အာယုံကြောင့်ဖြစ်လာတဲ့ပီတိနဲ့ကာမဂုဏ်အာယုံကလွတ်လာတဲ့ပီတိဘယ်ဟာပိုချမ်းသာဟုတ်ပြီဒါဖြင့်ကာမဂုဏ်အာယုံထဲမှာသာယာမှုနဲ့ကာမဂုဏ်အာယုံကလွတ်မြောက်တဲ့သာယာမှုဘယ်ဟာကပိုပြီးသာယာလဲအဲ့ဒါဓမ္မအယတာခေါ်တာပဲအယတာတကအယတာထဲမှာတရားအယတာအမြတ်ဆုံးဘာကြောင့်မြတ်တယ်လဲဆိုတော့ကာမဂုဏ်အာယုံကလွတ်မြောက်နေလို့ရှင်းသလားမွေးလျော်ခြင်းတကမွေးလျော်ခြင်းမှာတရားနဲ့မွေးလျော်မယ်ဆိုဘယ်ကလွတ်ရမလဲကာမဂုဏ်အာယုံတောင်းတမှုရှင်းသလားဒါဖြင့်အခုခမည်းတော်ကိုဒုက္ခပြရတော့ကျွတ်တို့ဒုက္ခပေးနေတာတောင်းတမှုကြောင့်ကြောင့်ရှိနေရင်ဆင်းရဲပြီးရင်ဒါမို့မဟာကရုဏာတော်ရှင်ကြီးကဒီဆင်းရဲကလွတ်စေချင်တာရှင်းရလားပိုက်ဆံဘယ်လောက်ရှိတောင်းတမှုရှိရင်ကြောင်းကြမှုရှိရင်ယာဓုဘယ်လောက်ကြီးတောင်းတမှုရှိရင်ကြောင်းကြမှုရှိရင်ဒါဖြင့်ငါတို့အခုဘာလုပ်ကြမလဲကြောင်းကြမှုကြောင်းကြမှုကရှင်းတတ်သလားကဲလုပ်ကြည့်ကြအောင်ရှိတာခန္ဓာဘယ်နှပါးမြဲသလားမမြဲဘူးလားဘာသစ္စာသိတဲ့ဉာဏ်ကသိတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲကဲသစ္စာ၄ချက်ပြိုင်နဲ့ကြိုက်မှသာလျင်တန်တရာဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမိတ်မလျော့မပေါ့စာပဲနဲ့မိမိတို့လျှောက်ရလမ်းကိုဖြောင်းဖြောင်းမတ်မတ်စင်စင်ကြဲကြဲလျှောက်နိုင်အောင်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့နားကြအောင်စို့